သာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်တဘူရဲလပိကျော်14ရက်2011ခုနှစ်ဖေဖော်ဝါရီလ21ရက်ဧရာဝတီတိုင်းဒေသကြီးဟင်္သာရမြို့တာကလေးရနတ်မော်လန်းဥအောင်မြတ်ကျော်ဖရာဝင်ပြည်လုံးချမ်းသာခမ်းမအတွင်ဥအောင်မြတ်ကျော်ဤပိဋကတ်တိုက်ပြုပြင်မွမ်းမံဖြစ်စည်းခြင်းအထိမ်းအမှတ်ဖြစ်ဖြစ်ဆင်းရဲခြင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောစိတ်ပူပန်မှုကင်းအောင်ကျင့်ဆောင်ခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုရားသခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအပေမေယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနိစဉ္ဉ္ကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်သောမူရုပ်ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမ
မဟာကရုဏီကသတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစိတ်ပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ပူပန်မှုကဲအောင်ကျင့်ဆောင်ခြင်းဘုရားမြတ်စွာရဲ့အဓိကဟောကြားဆုံးမတဲ့တရားတော်များကိုလိုက်နာကျင့်သုံးခြင်းဟာစိတ်ပူပန်မှုတွေပျောက်ကဲအောင်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်ပေါ့စိတ်ပူပန်မှုတွေကြောင့်မို့လို့လောကလူသားတွေဟာချမ်းသာဒုက္ခကိုမရနိုင်ပဲရှိနေကြမြည်သည့်လူမျိုးမြည်သည့်နိုင်ငံသားမြည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ်စိတ်ပူပန်မှုတွေနဲ့လွှမ်းမိုးနေကြပျော်ရွှင်နေချမ်းမြေ့တယ်ဆိုတာတစ်ခါတရံလောက်သာရကြတယ်အလုံးဟာစိတ်ပန်မှုပူပန်မှုတွေရှိနေကြတယ်အဲ့ဒီစိတ်ပူပန်မှုတွေ stress လို့ခေါ်တယ်ခုခေတ်မှာဒီစကားလုံးကိုတော်တော်အသုံးပြုပြီးတော့ပြောကြတယ်စိတ်ဖြစ်စည်းမှုတွေစိတ်ပူပန်မှုတွေလူတိုင်းမလူတိုင်းမှာရှိကြဘုရားမြတ်စွာဟောကြားတဲ့စကားတော်နဲ့ပြောမယ်ဆိုလို့ရှိရင်တောကပေါ့လူတွေမှာလူတိုင်းချမ်းသာတဲ့လူရောဆင်းရဲတဲ့လူပါကြီးသူရောငယ်သူပါလူမျိုးမရွေးဘာသာမရွေးတောကဆိုတဲ့တရားနဲ့ကင်းနိုင်တဲ့ပုဂ္ဂိုလ်မရှိကြဘူးတနေ့မဟုတ်တစ်ချိန်မဟုတ်တောကဆိုတာရောက်လာကြတတ်ထိုတောကဟာစိတ်ရဲ့ပူပန်မှုတရားတစ်ခုပဲဖြစ်တယ်ပေါ့တောကနဲ့အတူတကွရှင်တွဲလာတတ်တဲ့တရားကတော့ဒေါသလို့ဆိုတာဒေါသနဲ့တောကဟာရှင်တွဲလာတတ်တာဖြစ်သောကြောင့်လူတွေရဲ့စိတ်နှလုံးငြိမ်းချမ်းမှုဟာတောကဒေါသဝင်လာပြီဆိုလို့ရှိရင်ဆုံးရှုံးနေတာသွားတယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေအဓိကကျင့်သုံးနေထိုင်ကြခြင်းဟာစိတ်ပူပန်မှုကင်းအောင်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်လို့ဆိုရင်မမှားဘူးသက်ရှိထင်ရှားဖြစ်နေတဲ့အချိန်ကာလမှာစိတ်ချမ်းသာမှုနဲ့စိတ်နှလုံးအေးချမ်းစွာနေနိုင်ဖို့ကအမှန်တမ်းအရေးကြီးတယ်တောကဟာဘယ်ကြမှာရပ်သွားတယ်လဲလို့ဆိုလို့ရှိရင်အ ਨੇ ဆုံးအနာဂံအဆင့်ရောက်သွားပြီဆိုရင်တော့တောကရပ်တယ်ယဟနာဖြစ်သွားပြီဆိုတဲ့အချိန်မှာတော့စိတ်ပူပန်မှုဆိုတာဘယ်တော့မှမလာတော့ဘူးစိတ်နှလုံးအေးချမ်းတယ်ဒါကြောင့်မို့နောက်ပိတ်ဆုံးအနေနဲ့ပြောမယ်ဆိုရင်ဟရယတတန္တိစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာဟာရတ္တဖို့ပဲဆိုတာဖြစ်ပါရတ္တဖို့ဆိုတဲ့အစစ်မြင့်တဲ့တရားတစ်ခုမျက်မှောက်ပြုမိပြီဆိုလို့ရှိရင်တော့စိတ်နှလုံးပူပန်မှုပါဘယ်တော့မှမလာတော့ဘူးထာဝရအေးချမ်းပြီးတော့စိတ်နှလုံးဟာငြိမ်းချမ်းတဲ့အနေအထားမျိုးကိုရရှိတယ်လို့လက်တွေ့ဘဝမှာပင်စိတ်နှလုံးငြိမ်းချမ်းအောင်ဘုန်းကြီးတို့တွေကျင့်ဆောင်လို့ရအဲ့လိုကျင့်ဆောင်မှုရအတွက်မြတ်စွာဘုရားကထိုသုတ်တန်တွေမှာနီလံပေးပြီးတော့ဟောထားမမှန်ကန်ကန်ရှုမြင်သုံးသပ်တတ်ဖို့အမှန်တမ်းအရေးကြီးတယ်မမှန်ကန်ကန်ရှုမြင်မှုဟာစိတ်နှလုံးအေးချမ်းမှုရဲ့အစပထမပဲဖြစ်စိတ်နှလုံးအေးချမ်းမှုအတွက်ကျင့်ဆောင်တာမှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်မှုပဲအဖြစ်ဒါဖြင့်စိတ်နှလုံးအေးချမ်းအောင်စိတ်တည်ပူပန်မှုမဖြစ်ရအောင်ဘာကိုဖယ်ရှားရမလဲလို့ဆိုလို့ရှိရင်တွေ့တာမှုကိုဖယ်ရှားတွေ့တာမှုတွေရှိနေသမျှကာလပတ်လုံးစိတ်နှလုံးအေးချမ်းမှုဘယ်သူမှမရနိုင်တွေ့တာမှုသည်
စိတ်နှလုံးပူပန်မှုကိုဖြစ်ပေါ်စေတယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်လေတဏှာယစာယတိတောကောတဏှာယစာယတိတောကောတောကဆိုတာတဏှာကြောင့်ဖြစ်လာတာတွေ့တာမှုဆိုတဲ့တဏှာရှိနေတဲ့ပုဂ္ဂိုလ်တိုင်းဟာတောကဘယ်လိုမှရှောင်လွှဲလို့မရနိုင်ဘူးတောကကိုရှောင်လွှဲခြင်းလို့ရှိရင်တဏှာကိုလျှော့ချကြရမှာဖြစ်တယ်လူတိုင်းဟာစိတ်နှလုံးအေးချမ်းပြီးတော့တောကကင်းဝေးစွာနေထိုင်ကြတယ်သို့တော့တကယ်ပဲတောကကင်းဝေးပြီးတော့နေနိုင်ကြသလားဆိုမနေနိုင်ကြဘူးဘာဖြစ်လို့မနေနိုင်တာတုံးလို့ဆိုတော့အဓိကအကြောင်းဖြစ်တဲ့တွေ့တာမှုကိုမဖယ်နိုင်လို့ပဲတွေ့တာမှုကိုမဖယ်နိုင်သေးတဲ့မြတ်တောကဆိုတာဘယ်တော့မှလျှော့ချနိုင်ကြမှာမဟုတ်ဘူးတဲ့ဒီသဘောကိုဘုန်းကြီးတို့တွေမှတ်သားနိုင်ကြမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေဟာအင်တမလက်တွေ့ကြတယ်အင်တမလည်းပဲတိကျမှန်ကန်တယ်မှန်ကန်ဟောထားသည့်အတွက်ကြောင့်မြတ်စွာဘုရားတရားတော်မှာလွဲမှားမှုဆိုတာမရှိအင်တမစိတ်ချမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကသွက်ခါတော်ဓမ္မောဓမ္မကိုမှန်ကန်ဟောထားတာဖြစ်တယ်ဆိုတာဓမ္မရဲ့ဂုဏ်ကြီးထဲမှာအတိအလင်းထုတ်ဖော်ပြထားတာရှိဒါကဂရန်တီပေးတဲ့သဘောပဲမြတ်စွာဘုရားရဲ့တရားဟာမှားယွင်းမှုလုံးဝမရှိဘူးမှားယွင်းမှုမရှိုံနဲ့မကဘူးမပြည့်စုံတာလည်းမရှိဘူးပိုလွန်သွားတာလည်းမရှိဘူးစဉ်းစားကြည့်လေမြတ်စွာဘုရားဒီတရားတွေကိုဘယ်တော့မှဟောခဲ့တာတုံးဆိုလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တယ်ဒါမှမဟုတ်ဒီနှစ်တရားဓမ္မပေါ်လာတဲ့နှစ်ဟာဒီတပည့်ဆက်ကြာတရားဟောတဲ့နှစ်လို့လည်းပြောလို့ရတယ်ဓမ္မပေါ်လာတဲ့နှစ်မြတ်စွာဘုရားအဆုံးအမတွေစတင်ပေါ်လာတဲ့နှစ်အရေးအတွက်ဒီကနေ့ဆိုလို့ရှိရင်နှစ်ပေါင်း2600လို့ဒီလိုပြောတာနော်နှစ်ပေါင်း2600ရှိသွားပြီအဲ့ဒါလို့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရားတွေဟာဒီကနေ့ကြည့်မယ်ဆိုလို့ရှိရင်အောက်တော့ဒိတ်ဖြစ်သွားတာတခုမှမရှိဘူးနော်ဒီတခြားအရာတွေဆိုလို့ရှိရင်ခက်မမီတော့လို့သို့မဟုတ်ဒီအသုံးမကျတော့လို့ပြစ်လိုက်ရတာတွေအများကြီးရှိတယ်မြတ်စွာဘုရားတရားတော်မှာဒီကနေ့ထိအောင်တစ်လွင်ပြီးတော့မှန်ကန်နေတော့မှရှိတယ်ဒါဘာဖြစ်လို့လဲလို့ဆိုလုံးဝမှန်ကန်လို့ပဲပေါ့လူသားတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားတရားတော်ဟာမှန်ကန်နေအောင်ပါပဲတရားဝါတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားတရားတော်ဟာမှန်ကန်နေမှာပဲဘယ်တော့မှမှားသွားတယ်မရှိဘူးစဉ်းစားကြည့်နေမြတ်စွာဘုရားကသစ္စာ၄ပါးကိုဟောခဲ့တယ်အေးခေတ်ပြောင်းလာသည့်အတွက်ကြောင့်အရှင်ဘုရားဟောခဲ့တဲ့သစ္စာ၄ပါးဟာနော်တပါးလျှော့လို့ရနေပြီခုခေတ်မှာဘယ်ဟာကခေတ်မမီတော့ဘူးလို့ဆိုသစ္စာ၄ပါးဟာတပါးပိုးနေတယ်ဆိုပြီးတော့တပါးကိုလျှော့လို့လည်းမရနောက်ထပ်ပြီးတော့သစ္စာ၅ပါးပါလို့ထပ်တိုးခြင်းလို့လည်းမရသူဟာနဲ့သူမှန်ကန်တိတိကျကျအရှိအတိုင်းပဲပြည့်လုံးဝပြည့်စုံတယ်ဒီကုန်းလေးကိုကေဝလပရိပုံနာလုံးဝပြည့်စုံတယ်မြတ်စွာဘုရားတရားတော်ပရိသုဒ္ဓတကယ်ကိုတန့်ဆက်အမှားယွင်းခင်းနဲ့ဖယ်ရှားပြည့်စရာမရှိဘူးနိဗ္ဗာန်ရောက်ကြောင်းအကျင့်ပฏิပဒါကိုဟောတဲ့အခါမှာလည်းမဂ္ဂင်၈ပါးဒီမဂ္ဂင်၈ပါးဟာမိမိတို့တဏ္ဍာမှာတကယ်ဖြစ်အောင်ကြိုးစားထားပြီဆိုလို့ရှိရင်နိဗ္ဗာန်လမ်းကိုရောက်ဖို့ရသိချာဘယ်ရာဖြစ်မဂ္ဂင်၈ပါးနဲ့မလုံလောက်ဘူးနောက်ထပ်တစ်ခုထပ်တိုးဖို့လိုအပ်တယ်ဆိုတာမရှိဘူး၉ပါးလို့သတ်မှတ်စရာလည်းမရှိဘူး9ပါးလို့လျှော့ချစရာလည်းမရှိဘူးလို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားတရားတော်ဟာဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ်ပယ်ဖြစ်เสียဆိုတာမရှိသလိုဖြစ်ဆွက်เสียဆိုတာလည်းမရှိဘူးတဲ့ဒါဘာဖြစ်လို့လဲလို့ဆိုလုံးဝမှန်ကန်နေလို့သွားခါတခုံဆိုတာအဲ့ဒါကိုပြောတကယ်ကိုတိကျမှန်ကန်
တချို့တရားကမှန်တော့မှန်တယ်သို့တော့မှန်ပေမဲ့လို့ကျင့်သုံးလိုက်နာတဲ့ပုဂ္ဂိုလ်တွေကလက်တွေ့သိနိုင်တာမဟုတ်ဘူးဆိုလို့ရှိရင်လည်းအသုံးမဝင်ဘူးဟုတ်တော့ဟုတ်ပါရဲ့နော်မှန်မှန်ကန်ကန်ဟောတာတော့ဟုတ်ပါရဲ့ဒါပေမဲ့လက်တွေ့မပြနိုင်ဘူးဆိုလို့ရှိရင်လည်းအသုံးမဝင်ဘူးမြတ်စွာဘုရားတရားတော်ကလက်တွေ့ပြနိုင်တယ်တဲ့တန်ဋိဋ္ဌိကောကိုယ်တိုင်မြင်နိုင်တယ်ကိုယ်တိုင်သိရှိနိုင်အခုပြောတဲ့စိတ်ပူပန်မှုကိုလျှော့ချခြင်းစိတ်ပူပန်မှုကိုမဖြစ်ရအောင်ကျင့်ဆောင်ခြင်းစိတ်ပူပန်မှုပျောက်ကင်းအောင်ကျင့်ဆောင်တကယ်ကျင့်ရင်တကယ်စိတ်ပူပန်မှုတွေပျောက်သွားအဲ့ဒီပျောက်သွားတာဟာကိုကဒါလက်တွေ့ကိုယ်တိုင်သိနိုင်ကိုစိတ်ပူပန်နေတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့ဤစနစ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်စိတ်ပူပန်မှုတွေပျောက်သွားမယ်ဒါကိုဆိုလိုတာပေါ့နော်တန်ဋိဋ္ဌိကောကိုယ်တိုင်သိနိုင်တယ်မြင်နိုင်တယ်ဆိုဒီအရေးချင်းရှိတခါကိုယ်တိုင်သိနိုင်တယ်မြင်နိုင်တယ်လို့ပြောတဲ့အခါမှာဘယ်လောက်ကြာအောင်စောင့်ရမှာတချို့ကိစ္စတွေကကြာအောင်စောင့်ရကိုယ်တိုင်တော့သိနိုင်ပါတယ်ဘယ်နှစ်စောင့်ရမယ်လို့နောက်ဘဝအထိအောင်စောင့်ရမယ်လို့ဒီလိုဟာမျိုးတွေရှိသေးမြတ်စွာဘုရားတရားတော်ကြတော့အဲ့လိုမရှိဘူးကိုယ်တိုင်သိဖို့အခုကြိုးစားရင်အခုသိနိုင်တာဖြစ်သောကြောင့်အကာလိကောစောင့်ဆိုင်ဖို့ချိန်မလိုဘူးတဲ့အခုကြိုးစားအခုနှလုံးသွင်းအခုသိနိုင်တာဖြစ်တယ်ဒါကြောင့်မို့အကာလိကောလို့ပြောအဲ့တော့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေရဲ့ဂုဏ်ကြီးတွေဟာဒီအတိုင်းသွားတာပဲအကုန်လုံးဒီတရားဂုဏ်တော်6ပါးလို့လူတွေကသိနေကြတဲ့အရင်မြတ်စွာဘုရားရဲ့တရားရဲ့တိကျမှန်ကန်မှုကိုဖော်ပြတယ်အကာလိကောအချိန်ကာလဆိုင်းเสียမလိုပဲနဲ့လက်တွေ့ချက်ချင်းသိနိုင်တဲ့အရာလို့ဆိုတော့ကိုယ့်ရဲ့မိတ်ဆွေသင်္ဃဟတွေကိုရဲရဲဝံ့ဝံ့ဖိတ်ခေါ်ပြောပြဖို့ဖြစ်နိုင်တဲ့တရားတချို့တရားကမှန်ကန်မှုမရှိသည့်အတွက်ကြောင့်ကိုယ်တိုင်လည်းလက်တွေ့မပြနိုင်ဘူးလက်တွေ့ပြရင်လည်းအချိန်ကာလတစ်ခုကြာမှသိရမှာဆိုတဲ့အနေအထားမျိုးရောက်တယ်လို့ရှိရင်ဖိတ်ခေါ်ပြီးတော့ပြဖို့ဆိုတာအမှန်တမ်းခက်တယ်ပေါ့မြတ်စွာဘုရားတရားတော်ကြတော့အဲ့လိုမဟုတ်ဘူးအေဟိပတ္တိကောလာပါလက်တွေ့လှုပ်ချီပါဒီလိုပြောဆိုဖိတ်ခေါ်ပြီးတော့ပြသနိုင်တဲ့တရားမျိုးပြသထိုက်တဲ့တရားမျိုးဖြစ်တယ်အခုချင်းအခုကြိုးရတာဖြစ်သောကြောင့်ဩပနေဤကောလူတိုင်းရဲ့နှလုံးသားထဲမှာရောက်အောင်ကျင့်ဆောင်သင့်တယ်ပေါ့နောက်ဆုံးမှာမြတ်စွာဘုရားရဲ့တရားတော်တွေဟာအခြေခံတရားကစပြီးတော့အစစ်မြင့်တရားတွေထိအောင်ရှိအစစ်မြင့်တရားတွေရောက်တဲ့အခါကျတော့တကယ်ပညာနဲ့အသိပညာလဲမြင့်မားဖို့လိုတယ်ပေါ့တရားကအစစ်မြင့်တယ်ပညာကအစစ်နှိမ့်နေတယ်ဆိုလို့ရှိရင်လဲမသိနိုင်ဘူးဒါကြောင့်မို့လို့ပစ္စတံဝေရိတကောဝိညူဟိဝိညူလို့ခေါ်တဲ့တကယ်ပညာရှိပုဂ္ဂိုလ်တွေမှာမိမိကိုယ်တိုင်ဘုရားမြတ်စွာရဲ့တရားဓမ္မကိုသိရှိနားလည်နိုင်အဲ့တော့ဒီအရေးချင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တရားအပေါ်မှာဘုန်းကြီးတို့တွေဘလောက်ယုံကြည်အားကိုးထိုက်တယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒီအချက်တွေနဲ့ပြည့်စုံနေတာမှအားကိုးเสียအားကိုးယုံကြည်မှုမရှိဘူးဆိုရင်ဘယ်ဟာကိုအားကိုးမှာလဲဒီပြင်ဘာသာတွေမှာဟောတဲ့တရားတွေဆိုလို့ရှိရင်ဒါမျိုးတစ်ခုမှမပါနော်အခြေခံလူတွေလိုက်နာကျင့်သုံးရမယ့်အချက်ကလေးလောက်သာဟောပြောနိုင်ကြတာဖြစ်တယ်အဆင့်မြင့်လာတဲ့တရားအဆင့်တောင်သိအမြင့်ကြီးမဟုတ်ဘူးဘာကိုလူတွေမသိနိုင်တဲ့တရားမျိုးကြတော့ကောင်းကင်ဘုံကိုလက်ညှိုးထိုးပြီးတော့ကောင်းကင်ဘုံကသာဝရဘုရားသခင်ရဲ့အလိုတော်ဆိုတာနဲ့ပဲဒီလူတွေကအားလုံးယုံကြည်မှုနဲ့ပဲခြေနှက်သွားကြကိုယ်တိုင်လုံးနိုင်တာတခုမှမရှိဘူးဘုရားတရားတော်ကအဲ့ဒါမျိုးမဟုတ်ဘူးကောင်းကင်ဘုံကိုလက်ညှိုးထိုးပြီးပြောစရာလည်းမလိုဘူးကိုယ်တိုင်လက်တွေ့ကျင့်သုံးကိုယ်တိုင်လက်တွေ့သိနိုင်တဲ့တရားဆိုတာအင်တာမရှင်းတယ်အင်တာမရှင်းသည့်အတွက်ကြောင့်တ
တဆင့်ခံဟောပြောရတဲ့တရားမျိုးလည်းမဟုတ်ဘူးအခြားတရားတွေဆိုလို့ရှိရင်တဆင့်ခံနေကြည့်ပဲတဆင့်ခံတွေကိုမှမီဒီယာတာတွေကနေတဆင့်သိချနော်အောင်သွယ်တော်တွေဆက်သွယ်မှုတွေတမန်တော်တွေ prophet တွေကနေပြီးတော့မှတဆင့်သိခွင့်ရကြတာလေဘုရားရဲ့တရားတော်ကအဲ့လိုဈာခံပုဂ္ဂိုလ်တဦးတယောက်မီဒီယာတာလိုအပ်တာမျိုးမဟုတ်ဘူးကိုယ်တိုင်လုပ်ရင်ကိုယ်တိုင်သိနိုင်တယ်ဆိုတာအမှန်တမ်းထင်ရှားတချို့ကဘာသာတရားတွေဟာတူတူပဲနဲ့ရောပြီးတော့ပြောလို့ရှိတယ်မတူဘူးဆိုတာအမှန်တမ်းကွာမတူဘူးဆိုတာအမှန်တမ်းဘုရားဘာသာကလွဲလို့ရှိရင်တော့ဘာသာတရားအားလုံးကနတ်ကိုးကွယ်တဲ့ဘာသာတွေကြီးပဲနတ်ကိုးကွယ်တယ်ဆိုတဲ့ကဈာထဲမှာနတ်ကြော်ရှိတယ်နော်အဲ့တော့မြန်မာပြည်ကနတ်ကိုးကွယ်တဲ့လူတွေသိတယ်လေနတ်ကိုးကွယ်ရတယ်ဆိုတာနတ်ကိုကိုယ်တိုင်တစ်ခါမှလည်းမမြင်ရဘူးနတ်နဲ့ကိုယ်တိုင်တစ်ခါမှလည်းစကားမပြောရဘူးပြောရတာဘယ်သူနဲ့ပြောတော့ဆိုနတ်ကြော်နဲ့ပဲပြောရတာဈာထဲမှာနတ်ကြော်နဲ့ပဲဆက်သွယ်ရအဲ့ဒီအတိုင်းပဲဘာမှမထူးနော်ဘုရားမြတ်စွာရဲ့တရားတော်ကြတော့ဒီလိုဈာကံပုဂ္ဂိုလ်ဆိုတာရှိတာမဟုတ်ဘူးကိုယ်တိုင်လုပ်ကိုယ်တိုင်သိနိုင်တဲ့တရားဆိုအင်တမခြေနှက်ဆရာကောင်းတယ်လို့ဒါမတူတဲ့သဘောကိုသိထားဖို့လိုအပ်တာပေါ့ကောင်းပြီစိတ်ပူပန်မှုတွေစိတ်ဖြည့်ဆည်းမှုတွေဆိုတာလူတိုင်းမှာမကဲနိုင်တာဖြစ်သောကြောင့်အဲ့ဒီစိတ်ပူပန်မှုတွေမဖြစ်ရလေအောင်ဘယ်လိုလုပ်မလဲအခုနိုင်ငံတကာကဒီအချက်ကိုအများကြီးစိတ်ဝင်စားနေတယ်အများကြီးစိတ်ဝင်စားလို့ဘာသာရပ်တစ်ခုတောင်မှတီထွင်ပြီးတော့ဘုရားရဲ့တရားတော်ကိုနောက်ကနေလိုက်ပြီးတော့ဘာသာရပ်တစ်ခုအနေနဲ့တက္ကသိုလ်မှာသင်ကြားတဲ့ဘာသာရပ်တစ်ခုအနေနဲ့သင်ပြနေတာတောင်ရှိတယ်သူတို့ဘာသာရပ်ကိုအတူကောင်းနာမည်ပေးထားတဲ့အခါကျတော့ MBSR လို့နာမည်ပေးထားတယ်သူတို့ MBSR ဆိုတာ mindfulness based stress reduction လို့ခေါ်တယ် M ဆိုတာ mindfulness B ဆိုတာ based S ဆိုတာ stress R ဆိုတာ reduction mindfulness based stress reduction ဆိုတာဘာပြောတာလဲဆိုတတိကိုအခြေခံပြီးတော့စိတ်ဖိစီးမှုစိတ်ပူပန်မှုတွေကိုလျှော့ချခြင်းလို့ဒီလိုပြောတာနော်အဲ့ဒါဟာတတိပဒံကျင့်စဉ်ကိုဖော်ထုတ်တာပဲဖြစ်တယ်ဒီကျင့်စဉ်ကဘယ်ကလာတာလဲလို့ဆိုရင်ဘုရားရဲ့ဒေသနာတော်တွေတဲကလာအဲ့တော့နိုင်ငံခြားတိုင်းတစ်ပါးဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်ဘုရားမြတ်စွာရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့လက်ခံကျင့်သုံးလာမှုတွေဒီကနေ့ရှိအဲ့ဒါတွေကိုလည်းဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဘုရားဘာသာဝင်တွေဟာအလှူဒါနလေးလုပ်ယုံနဲ့သီလလေးစောင့်တည်ယုံနဲ့ဒီလိုကျင့်납ပြီးတော့မနေကြဘဲနဲ့အလှူဒါနလည်းလုပ်ရမယ်သီလလည်းစောင့်တည်ရမယ်အခုပြောတဲ့စိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လက်တွေ့ကျင့်သုံးကျင့်ဆောင်မှုတွေကိုလည်းလုပ်ဖို့လိုအပ်တယ်အဲ့ဒါမှမြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒဟာပြည့်ပြည့်စုံမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီစိတ်ပူပန်မှုကိုလျှော့ချအောင်ကျင့်မယ်ဆိုလို့ရှိရင်ဘယ်လိုကနေစကျင့်မြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုကိုခြေခံပြီးတော့ဘုန်းကြီးတို့တွေဒီနေ့ရှင်းပြီးတော့ပြောဘယ်လိုငမ်းမဲ့လို့အရေးကြီးဆုံးမြတ်စွာဘုရားကမဂ်ကင်၈ပါးဆိုတာလမ်းခင်းပြထားတာရှိနော်လမ်းခင်းပြထားတယ်အားလုံးသိကြတဲ့အတိုင်းမဂ်ကင်၈ပါးဆိုတာဟာတစ်ခုနဲ့တစ်ခုအင်တန်မှဆက်သွယ်ပြီးတော့ဟောကြားထားတဲ့တရားတစ်ခုမဂ်ကင်၈ပါးကိုအရင်သဘောပေါက်အောင်ပြောရမယ်ဆိုမက္ခဆိုတဲ့ရဲ့အဓိပ္ပာယ်ကစပြီးပြောမက္ခကိုဒီကနေ့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ path လို့ပြန် path ဆိုတာလမ်းပဲဝေးလို့ပြန်လို့ရှိရင်နီးလမ်းပဲအဲ့တော့လမ်းဆိုတာဘယ်အတွက်လမ်းလဲလို့ဆိုရင်ခေါင်းကစိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လမ်းပဲစိတ်ပူပန်မှုတွေကိုမဖြစ်အောင်ကျင့်ဆောင်ရမယ်လမ်းပဲအဲ့တော့မက္ခဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလမ်းလို့
path လို့ဘာသာပြန်မိမဲ့လို့ဒီစကားလုံးရဲ့အဓိပ္ပာယ်အစစ်အမှန်ကိုပေါ်ထုတ်တဲ့အရာကိုလည်းပဲသိထားဖို့လိုတယ်အဲ့တော့မက္ခဆိုတဲ့ဒီစကားလုံးဟာမြန်မာလိုကြတော့မဲ့လို့ပဲဘာသာပြန်ထားတာဆိုတော့အဓိပ္ပာယ်မသိချင်မက္ခကိုမက်ခင်ကိုမက်ခင်ဒီလိုပဲသုံးနေတာဆိုတော့ဒီစကားလုံးရဲ့အဓိပ္ပာယ်ရှင်းရှင်းလင်းလင်းမသိနိုင်အဲ့တော့မက္ခဆိုတာဘာရဲ့နာမည်လဲလို့ဆိုလို့ရှိရင်ရှစ်ခုကိုပေါင်းထားတဲ့အမည်တစ်ခုဖြစ်တယ်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် 8and 1ပေါ့နော်ရှစ်ခုကိုတစ်ခုတည်းလှုပ်ထားတယ်ရှစ်ခုရဲ့အပေါင်းကိုမက္ခလို့ခေါ်တယ်ဆိုတော့မက္ခဆိုတာတစ်ခုစီကိုမခေါ်ဘူးရှစ်ခုပေါင်းထားမှခေါ်တယ်ဆိုပါစို့ဥပမာမဲ့တစ်ပင်ဆိုတာတစ်ပင်ဆိုတဲ့အမည်ဟာအားလုံးကိုခြုံခေါ်တဲ့အမည်ဖြစ်တယ်တစ်ခုစီခွဲလိုက်မယ်ဆိုလို့ရှိရင်တစ်ပင်မှာဘာရှိတယ်ဆိုအမြင့်ရှိတယ်ပင်စီရှိတယ်အကိုင်းရှိတယ်အခက်ရှိအရွက်ရှိအပွင့်ရှိတယ်အသီးရှိတယ်ဟောအဲ့ဒါတွေအကုန်ပေါင်းလိုက်တဲ့အခါမှာတစ်ပင်ဆိုတာဖြစ်တာလေတခုတည်းကိုတစ်ပင်မခေါ်ဘူးအမြင့်ကိုမေးရင်ဒါကအမြင့်ပဲတစ်ပင်မဟုတ်ဘူးပင်စီကိုပြောပြန်တော့ဒါကပင်စီပဲတစ်ပင်မဟုတ်ဘူးအကိုင်းကိုထောက်ပြရင်လေဒါကအကိုင်းပဲတစ်ပင်မဟုတ်ဘူးအရွက်တို့အပွင့်တို့အသီးတို့ဆိုလဲသူ့နာမည်နဲ့သူရှိတယ်သို့တော့အဲ့ဒီရှစ်ခုပေါင်းလိုက်တဲ့အခါကျတော့မက္ခဒီတစ်ပင်လို့ခေါ်တယ်လောကလူတွေသုံးနေတဲ့အရာတွေဟာဒီတိုင်းကြီးပဲကားလို့ခေါ်တာရောကားလို့ခေါ်တာလဲပေါင်းထားတာတွေခေါ်တာပဲဘယ်ဟာကားတုံးလို့တစ်ခုစီပြောရမယ်ဆိုရင်ကားမရှိတော့နော်ပေါင်းထားလို့ရှိရင်ကားပဲကားဘော်ဒီရဲ့ဘိန်းရဲ့အင်ဂျင်ရဲ့အကုန်လုံးပေါင်းထားတဲ့အခါမှာကားလို့ခေါ်တာလေတစ်ခုစီကြတော့ကားလို့မခေါ်ပြန်ဘူးအဲ့ဒါလိုပဲမဂ္ဂင်၈ပါးဆိုတဲ့မက္ခဆိုတဲ့အရာဟာရှစ်ခုကိုပေါင်းပြီးတော့ခေါ်ထားတဲ့အရာလို့ဒီလိုပြောတာကိုယ်တဏ္ဍမှာဖြစ်တဲ့ဒီစိတ်ထဲမှာရှိနိုင်တဲ့စွမ်းအားတတ္တိရှိတဲ့ဒီရှစ်ခုတဘာဝတရားရှစ်ခုကိုမက္ခလို့ခေါ်တယ်ဒါဖြင့်ဘာဖြစ်လို့မက္ခလို့ခေါ်တယ်လဲဆိုတာကိုစဉ်းစားကြည့်အောင်မက္ခလို့ခေါ်ရင်ရဲ့အဓိပ္ပာယ်ကအားတော့နိဗ္ဗာနတ္ထိကေဟိမက္ခိယတိတိမက္ခောတဲ့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်အရာလောကလူတွေဆုတောင်းနေကြတယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုလို့ဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းတယ်အဲ့ဒီလိုနိဗ္ဗာန်ကိုလိုချင်ပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍမှာဘာတွေဖြစ်အောင်လုပ်ရမလဲဆိုရင်ဟောဒီမဂ္ဂင်၈ပါးဖြစ်အောင်ဒါကိုပြောတာနော်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်တရားတွေတဲ့ဟောမဂ္ဂင်၈ပါးဟာဒီမက္ခလို့မဂ္ဂင်၈ပါးကိုမက္ခလို့ခေါ်တာဟာနိဗ္ဗာန်လိုချင်သူတွေရှာရမယ့်အရာဖြစ်သောကြောင့်မက္ခလို့ခေါ်တယ်ဒီလိုဆိုလို့ဒါကအခြေခံကစပြောဒါဖြင့်နိဗ္ဗာန်လိုချင်လို့မဂ္ဂင်၈ပါးကိုရှာပြီးပါပြီနိဗ္ဗာန်ကိုဘယ်သူကရှာပေးမလဲလို့ဆိုရင်နောက်ဝိချုပ်တစ်ခုကြတော့နိဗ္ဗာန်မက္ခတိခဝေတတိတိမက္ခောဟောဒီတမ္မာဒိဋ္ဌိစတဲ့တရား၈မျိုးကပဲနိဗ္ဗာန်ကိုရှာပေးမှာတဲ့ဒါကြောင့်မို့သူတို့မက္ခလို့ခေါ်တာတဲ့ဘယ်သူမှရှာပေးမှာမဟုတ်ဘူးကိုယ်တဏ္ဍမှာဒီတရားတွေဖြစ်ပြီးဝဝရောက်လာရင်နိဗ္ဗာန်ကိုသူတို့ကရှာပေးမှာဒါဖြင့်ရှားတယ်ဆိုတာဘယ်ပုံရှားမှလဲလို့မေးတဲ့အခါကျတော့ကိလေသေမာရင်တော်နိဗ္ဗာန်ခိစ္စတိတိမက္ခောကိလေသာတွေကိုဖယ်ရှားပြစ်ပြီးနိဗ္ဗာန်ထဲကိုပြေးဝင်သွားခြင်းအားဖြင့်နိဗ္ဗာန်ကိုရှာတယ်။ဟောသူတို့ပဲအားလုံးဆိုလိုတာကနိဗ္ဗာန်လိုချင်ဒီတရားရှိခုကိုယ်တဏ္ဍာမှာဖြစ်အောင်လို့ချီးချွားလာအောင်လို့ဒီလိုဆိုလိုတာပေါ့။ဒါကြောင့်မို့လို့ဒီမဂ္ဂင်၈ပါးဆိုတာဘုရားဘာသာဝင်တွေအားလုံးသိတယ်သို့တော့ဆက်ဆက်နေတာကိုသိချစဉ်းစားကြည့်နိဗ္ဗာန်ကိုလိုချင်ပြီဆိုရင်အစဆုံးဘာလို့လဲလို့ဆိုရင်တမ္မာဒိဋ္ဌိအမှန်မြင်ဖို့လိုတယ်မမကံကမြင်ရမယ်ခုနကကြည့်လေစိတ်ပူပန်မှုတွေကိုလျှော့ချဖို့စိတ်ပူပန်မှုဆိုတာရှိသလားမရှိဘူးလားရှိတယ်ဆိုရင်စိတ်ပူပန်မှုကိုမြင်တာဒါအမှန်မြင်တာပဲသူ့သဘာဝကိုမြင်တာ
မြင်လာပြီးတဲ့အခါမှာဘယ်လိုလျှော့ချရသို့မဟုတ်ဘယ်လိုမဖြစ်အောင်ကျင့်ရမလဲဆိုကျင့်ဖို့ကျင့်နည်းကိုလည်းမြင်အဲ့တော့စိတ်ပူပန်မှုကင်းတဲ့နေရာကိုမြင်တယ်စိတ်ပူပန်မှုကိုလျှော့ချတဲ့နည်းကိုသိတယ်ဆိုတာသစ္စာနဲ့ပြောမယ်ဆိုလို့ရှိရင်និရောဓနဲ့និရောဓဂ ामिनी ပฏิပဒါနော်និရောဓသစ္စာနဲ့និရောဓဂ ामिनी ပฏิပဒါသစ္စာဒီတစ်ခုပြောတာပဲတော့စိတ်ပူပန်မှုလို့ဆိုလိုက်တာနဲ့ပဲစိတ်နဲ့ပူပန်မှုနဲ့နော်စိတ်ပူပန်မှုဆိုတာဒုက္ခလားဒုက္ခလားလို့ဆိုရင်ဒုက္ခအဲ့တော့ဒုက္ခဆိုတော့နံပါတ်1သစ္စာကိုပြောတာအဲ့ဒီနံပါတ်1သစ္စာဒုက္ခကိုပြောတော့ဒီဒုက္ခကိုဘယ်သူကနေထုတ်လုပ်တာတော့ဆိုတော့တွေ့တာမှုကထုတ်လုပ်နေတာလို့ဆိုစိတ်ပူပန်မှုတွေဆိုတဲ့ဟာဒုက္ခထိုစိတ်ပူပန်မှုတွေကိုဖြစ်စေနေတာတွေ့တာမှုပဲအဲ့တော့စိတ်ပူပန်မှုကိုလျှော့ချခြင်းတွေ့တာမှုကိုဖယ်ရမယ်ဒီလိုကျင့်ဆောင်မှုတွေကိုမြင်တာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါတမ္မာဒိဋ္ဌိအခြေခံအားဖြင့်ဒါတမ္မာဒိဋ္ဌိအမှန်မြင်တယ်လို့ပြောအဲ့ဒီအမှန်မြင်မှုဒီကိုယ်တဏ္ဍမှာပထမဖြစ်အောင်လုပ်အဲ့ဒီလိုအမှန်မြင်ဖို့အတွက်ဘာလို့อ่ะတမ္မာသင်္ကပ္ပမြတ်စွာဘုရားတစ်ခုနဲ့တစ်ခုဆက်သွယ်ထားဖို့ပြောပြအမှန်မြင်ဖို့အတွက်အမှန်စဉ်းစားတတ်ဖို့လို့မစဉ်းစားလို့ရှိရင်မမြင်ဘူးဒါကြောင့်မှန်မှန်ကန်ကန်စဉ်းစားမှုဆိုတဲ့တမ္မာသင်္ကပ္ပသည်မှန်မှန်ကန်ကန်မြင်ခြင်းလို့ဆိုတဲ့တမ္မာဒိဋ္ဌိရဲ့အကြောင်းဖြစ်လာဒါကြောင့်တမ္မာဒိဋ္ဌိပြီးတော့တမ္မာသင်္ကပ္ပလို့ခေါ်တာဟုတ်ပြီမှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဖြစ်လာတဲ့အခါလူတွေကဘာလုပ်လို့ရှိတော့ဆိုရင်စကားပြောရင်အရင်တွေးတယ်စဉ်းစားတယ်စဉ်းစားပြီးတော့မှစကားပြောတာဖြစ်သောကြောင့်တမ္မာသင်္ကပ္ပပြီးတဲ့အခါမှာတမ္မာဝါစာမြတ်စွာဘုရားအကြောင်းမဲ့သူစင်ញင်အားဆင်တာမဟုတ်ဘူးတစ်ခုနဲ့တစ်ခုဆက်သွယ်ထားတာနော်နမစင်တာဟာကိုစင်ញင်တယ်လို့အမတ်တမဲ့ဆင်လိုက်တာမျိုးမဟုတ်ဘူးအဓိပ္ပာယ်ရှိရှိဆင်ထားတယ်လို့ဆိုလို့တယ်နော်လုပ်ငန်းသဘောအရစီစဉ်ထားတာလူတွေဟာစကားပြောတော့မယ်ဆိုရင်စဉ်းစားပြီးမှပြောတာတွေးပြီးမှပြောတာဒါကြောင့်မို့တမ္မာသင်္ကပ္ပဆိုတဲ့တွေးတောဆင်ញင်မှုရဲ့နောက်မှာတမ္မာဝါစာဆိုတာထားနောက်တစ်ခါတမ္မာဝါစာပြီးတော့ဘယ်သူလာတော့ဆိုတမ္မာကမ္မန္တဘာဖြစ်လို့တမ္မာဝါစာနဲ့တမ္မာကမ္မန္တရှေ့နောက်ထားရတယ်လဲဆိုရင်အလုံးလုံးပြီးဆိုရင်လူတွေကပြောတယ်ပြောပြီးမှလုပ်ကြဟောဘာလုပ်မယ်ပြောကြဟောလုပ်မယ်လို့ပြောပြီးတဲ့အခါမှာလှုပ်တာဖြစ်သောကြောင့်တမ္မာဝါစာပြီးမှတမ္မာကမ္မန္တဒီလိုလားအဲ့တော့အပြောနဲ့အလုပ်မှန်ကန်သွားပြီဆိုလို့ရှိရင်လူတွေရဲ့နေ့စဉ်စာဝတ်နေရေးဆိုတဲ့နိလန်းတွေဟာလည်းပဲမှန်ကန်သွားတာဖြစ်သောကြောင့်တမ္မာဝါစာတမ္မာကမ္မန္တတို့ရဲ့နောက်မှာတမ္မာအာဇီဝဘဝမှာယတ္တိနေဖို့အတွက်ဟောဒီသုံးခုလားအဲ့တော့တမ္မာအာဇီဝဆိုတာလားတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့ဒီသုံးခုဟာကုချင်းတရားပဲနဲ့ပတ်သက်တယ်ကုချင်းတရားနဲ့သက်ဆိုင်ကောင်းပြီတမ္မာအာဇီဝလို့ဆိုတဲ့မှန်မှန်ကန်ကန်အသက်မွေးမှုဖြစ်ဖို့ရအတွက်ဘာလုပ်ဖို့လိုအပ်လဲလို့ဆိုရင်မှန်မှန်ကန်ကန်ကြိုးစားမှုဆိုတာဝိရိယဆိုတာလိုအပ်တယ်ပြင်းနေတဲ့ပုဂ္ဂိုလ်မှာမဖြစ်ဘူးဒါကြောင့်မို့ကြိုးစားအားထုတ်မှုလိုအပ်သည့်အတွက်ကြောင့်တမ္မာဝါယာမကြိုးစားပြီဆိုလို့ရှိရင်တတိထားဖို့လိုအပ်လို့တမ္မာတတိတတိထားလာပြီဆိုတဲ့အချိန်မှာစိတ်ကလေးတည်ငြိမ်အောင်ပါလုပ်ဖို့လိုတယ်ဆိုတော့တမ္မာသမာဓိအဲ့ဒီတမ္မာသမာဓိရှိပြီဆိုမှတမ္မာဒိဋ္ဌိတဲ့အမှန်မြင်တယ်ဆိုတာလာပြန်တယ်ဟောဒီရှိခုနဲ့လုံလောက်သွားဗုဒ္ဓဘာသာရဲ့ကျင့်စဉ်တစ်ခုဟာဒီရှိခုနဲ့လုံလောက်ဘယ်တရားပဲဟောမြတ်စွာဘုရားဟာမစ္စည်းမပฏิပဒါလို့ခေါ်တဲ့ဒီမဂ္ဂင်၈ပါးဒီစွမ်းရည်တတ္တိပြည့်ဝတယ်လူတွေရဲ့စိတ်ထဲမှာဖြစ်တဲ့ဒီသဘာဝတရား၈ခုကိုပဲဟောလွန်ခဲ့တဲ့နှစ်ပေါင်း2600ကတပည့်ဆက်ကြာဟောတဲ့ညတပည့်ဆက်ကြာတရားဟောတဲ့အခါမှာလည်းဒါပထမဆုံးထုတ်ဟောတယ်နော်မစ္စည်းမပฏิပဒါဒီမစ္စည်းမပฏิပဒါဆိုတဲ့မဂ္ဂင်၈ပါးစက္ခုကရဏီညာဏကရဏီ
အမြင်ကိုဖြစ်ပေါ်စေနိုင်အသိဉာဏ်ကိုဖြစ်ပေါ်စေဒါဘယ်လောက်ကျင့်တတ်စရာကောင်းတယ်ဆိုတာဒီမဂ္ဂင်၈ပါးကိုယ်တဏ္ဍာမှာဖြစ်လာပြီဆိုလို့ရှိရင်စက္ခုကရဏီဓမ္မနဲ့ပတ်သက်တဲ့မျက်လုံးတွေအမြင်မျက်စိတွေရှိတာညာနာကရဏီအသိဉာဏ်တွေတိုးတက်တယ်အဘိညာယသံမောရာယနိဗ္ဗာန်ထူးကဲတဲ့အသိဉာဏ်ထူးကဲတဲ့အမြင်တွေထူးကဲတဲ့အသိဉာဏ်နောက်ဆုံးမှအငြိမ့်တတ်တယ်ခုနပြောတဲ့စိတ်ရဲ့ပူပန်မှုတွေကိုငြိမ့်ဖို့အတွက်ဒါတွေကဖြစ်လာနိဗ္ဗာန်ယငြိမ့်လာဖို့အတွက်ဒါတွေဖြစ်လာဆိုတော့ဘုန်းကြီးတို့တွေမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီမှန်ကန်တဲ့ကျင့်စဉ်တစ်ခုကြာကြာနာနာလမ်းစဉ်ချပြပြီးတော့ပေးထားတဲ့အထက်မှာတပိတာဝကတွေတဲကလည်းလိုက်နာကျင့်သုံးသည့်အတွက်ကြောင့်အောင်မြင်မြင်အထွတ်ထိပ်ရအောင်အကျိုးကျေးဇူးတွေခံစားသွားရအဲ့တော့ဘုန်းကြီးတို့တွေလည်းဒီလိုမနေပဲနဲ့မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့တရားဓမ္မတွေမိမိတို့လက်လန်းမိသမျှနှလုံးသွင်းဆင်ခြင်ကြင်ကြံကြုတ်ကုတ်အားထုတ်ကြမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာအကျိုးကျေးဇူးတွေကိုရတယ်အခုပြောတဲ့အကျိုးကျေးဇူးတွေကိုခံစားရမှာဖြစ်တယ်ဒီလိုဆိုလို့တာအဲ့တော့ကောင်းပြီစိတ်ပူပန်မှုတွေမဖြစ်အောင်ကျင့်ဆောင်စိတ်ပူပန်မှုတွေပျောက်အောင်ပျောက်ကင်းအောင်ကျင့်ဆောင်မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲခြေခံကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုရယ်ကိုချင်းသီလကိုချင်းသီလဆိုတာလူမှာတစ်ဖက်သားနဲ့စကားပြောဖို့အတွက်လှုပ်ဆောင်ဖို့အတွက်အရေးကြီးတဲ့အချက်နှစ်ခုရှိတယ်ဘာလို့ဆိုနှုတ်ရကိုယ်တဦးနဲ့တူပြောပြီဆိုရင်ပြောတယ်လုပ်တယ်ဒီနှစ်ခုဟာဆက်သွယ်မှုနဲ့ပတ်သက်လာစိတ်ထဲဖြစ်တာကိုဒီနေရာမှာမပြောဘူးအဲ့တော့နှုတ်နဲ့ထုတ်ပြောပြီးဆိုတဲ့အခါမှာနှုတ်ကိုစီကံထားဖို့လိုအပ်တယ်တမ္မာဝါစာဆိုတာနှုတ်ကိုစီကံထားတာလူတွေကပြောကြတယ်ပါဇက်ဆိုတာတဲ့ထမင်းစားဖို့နဲ့စကားပြောဖို့ထားတာမဟုတ်ဘူးလားဆိုဟုတ်တာပေါ့နော်ပါဇက်ကဘာလောက်ထားတော့ဆိုထမင်းစားဖို့ရဲ့စကားပြောဖို့ဒီနှစ်ခုဟုတ်ပြီထမင်းစားဖို့ဆိုတဲ့အခါမှာစားကြရာတွေရှောက်စားရင်ရောကျမကြီးမထိခိုက်ဘူးလားထိခိုက်တယ်ပါဇက်ကလည်းပဲပြောကြရာတွေရှောက်ပြောမယ်ဆိုလို့ရှိရင်မထိခိုက်ပြီဘူးလားထိခိုက်တာဒါကြောင့်မို့စားကြရာတွေစားလို့လည်းမဖြစ်ဘူးပြောကြရာတွေပြောလို့လည်းမဖြစ်ဘူးစီကံထားဒီလိုဆိုလို့အဲ့ဒီနှုတ်ကိုစီကံထားတာကိုပဲတမ္မာဝါစာလို့ခေါ်တာဘယ်လိုစီကံညက်တွေထားတော့ဆိုလိမ်မပြောဘူးမှန်ကနာကိုပဲပြောတယ်နော်လိမ်မပြောဘူးမှန်တာကိုပဲပြောတယ်ခုံးမတိုက်ဘူးတူနဲ့တူညင်ညွတ်အောင်ပဲပြောတယ်ဆဲရီတိုင်းထွာကျမ်းတန်သောစကားကိုမပြောဘူးယဉ်ကျေးသိမ်မွေ့စွာပြောတယ်တရားလွတ်လွတ်စကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားကိုသာပြောမယ်ဟောဒါနှုတ်ရဲ့စီကံချက်တွေအဲ့ဒါဆိုရင်တမ္မာဝါစာအခြေခံကောင်းပါသမ္မာကမ္မန္တဆိုတာလည်းပဲကိုယ်ဒီလက်ရောက်လုပ်တဲ့အခါမှာနော်သူများအသက်ကိုယ့်ရဲ့လုပ်ရကြောက်တစ်ဖက်သားအသက်ဆုံးရှုံးသွားတာမျိုးမဖြစ်စေရတစ်ဖက်သားပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတာမျိုးမဖြစ်စေရတစ်ဖက်သားစိတ်ထိခိုက်သွားအောင်မလုပ်အောင်ဟောသုံးခုပဲပါဏာတိပါဒအရိဏဒါနကာမေတုမိစ္ဆာစာဟောတရားရှောင်လိုက်လို့ရှိရင်တမ္မာကမ္မန္တဖြစ်အဲ့ဒီပြောခဲ့တဲ့ဒီဝစီထုစရိုက်၄မျိုးကာယထုစရိုက်၃မျိုးပေါင်းလိုက်တော့9ခုအဲ့ဒီ9ခုနဲ့အသက်မွေးဝမ်းကြောင်းမလုပ်ဘူးဆိုလို့ရှိရင်တမ္မာအာစီဝဒါလို့ဆိုလို့နော်အဲ့ဒါဟာမဂ္ဂင်၈ပါးဖြစ်တဲမှာအခြေခံ၃ခုရပါဒါစတင်လုပ်တဲ့အခါနံပါတ်1သီလဝိသုဒ္ဓိနှုတ်ကိုစီကံထားတယ်ကိုယ်ကိုစီကံထားတယ်နှုတ်စီကံကိုယ်စီကံတိုင်းနေ့စဉ်အသက်မွေးမှုအတွက်ဆောင်ရွက်တယ်ဟောဒါဆိုလို့ရှိရင်သီလဝိသုဒ္ဓိတမ္မာအားဖြင့်လုံခြုံသွားပြီယဟန်တန်ဃာတွေကြတော့
ုန်းကြီးတွေရဟန်းနေကြတော့ဒီတဲ့ပို့တယ်ဒီတဲ့ပို့သွားလူ့ကြောင့်နေအနေနဲ့ဒီလောက်ဆိုလုံလောက်သွားနော်လုံလောက်သွားဒါကိုချင်းသီလပေါ်မှာခြေခံလိုက်ဘယ်ရာပဲလှုပ်ကိုယ့်ရဲ့အခြေခံဆိုတာရှိရတခုခုပေါ်မှာယက်တိပြီးတော့မှလုပ်လို့ရသီလအလုံးအတွက်အခြေခံတစ်ခုပဲပေါ့မဂ္ဂင်7ပါးကိုကျင့်မယ်ဆိုလို့ရှိရင်သီလအခြေခံအခြေခံဖြစ်တဲ့သီလကိုအရင်စောင့်ထိချအဲကြောင့်မို့စိတ်ရဲ့ပူပန်မှုတွေကိုတကယ်ပြောက်အောင်လုပ်တော့မယ်ဆိုလို့ရှိရင်ကိုချင်းသီလကစဒါတကယ်ပြောက်အောင်လုပ်တက္ကနာအတွင်သက်သာအောင်လုပ်တဲ့နည်းတွေခုခေတ်ပြောတာလို့ဆေးမီးတို့ပေါ့နော်ဆေးမီးတို့နဲ့ကုချင်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားကိုနှလုံးသွင်းရုံတာမန်နှလုံးသွင်းဆင်ခြင်ရုံနဲ့တော့တည်ငါအေးချမ်းသွားနိုင်တယ်မြတ်စွာဘုရားတရားတော်ဟာစနစ်တကျအခုတွေးအခုပြောက်ဆိုပါစို့တောကဖြစ်နေတယ်တစုံတစ်ခုဆုံးရှုံးသွားလို့တောကဖြစ်တယ်ဆွေတဲ့မျိုးတွေကနော်မိမိတို့ခင်မင်ရတဲ့ပုဂ္ဂိုလ်တူဒုက္ခရောက်လို့ဆုံးမသွားလို့တောကရောက်ရတယ်ဆိုတဲ့အခါမှန်မှန်ကန်ကန်တွေးလိုက်လေဆုံးရှုံးရလေခြင်းလို့စဉ်းစားနေမယ်ဆိုရင်တောကပိုးလာအရာခတ်သိမ်းဟာတက်ရှိတက်မဲ့ဘယ်အရာမှမမြဲဘူးအလုံးဟာတနေ့ကိုသိဆုံးကြရတာပဲဘဝဆိုတာကံပေးသမျှနေရတာဒုက္ခနဲ့သူပဲလို့တွေးကြည့်လိုက်ပါအခုတွေးအခုသက်သာသွားအဲ့ဒါလို့မတွေးလို့ရှိရင်မသက်သာဒါစိတ်ပူပန်မှုကိုချော့ချတဲ့နည်းတစ်ခုပဲကိုယ်မှာတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုပျောက်သွားတယ်ဖြစ်ရလေခြင်းလို့စိတ်ထဲမှာရှူကြုံမရဖြစ်နေလို့ရှင်တောကတွေစိတ်ပူပန်မှုတွေများလာအဲ့ဒါလို့မတွေးပဲနဲ့ဘဝဆိုတာဒီပစ္စည်းကိုငါပိုင်တယ်ဆိုတာတခဏပစ္စည်းသင်္ခါရလူသင်္ခါရငါကရင်လည်းပစ္စည်းစွန့်လိုက်ရတာပဲပစ္စည်းကတော့လည်းငါ့ကိုစွန့်သွားတာပဲဘယ်ရာမှမမြဲဘူးလို့မြတ်စွာဘုရားဟောထားတာပဲမမြဲတဲ့နောက်မှာတောကဖြစ်နေလို့အပူပဲလို့စဉ်းစားလိုက်တာနဲ့ပူပန်မှုကပျောက်ဒါမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီနည်းကိုဟောတာဘုရားသုံးတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်ယံကိစီဘူတံသင်္ခတံဘာလောကဓမ္မတံဝတ္တမာပလုဇိတိနေတံဌာနံဝိသတိမြတ်စွာဘုရားဟောအကြောင်းတရားတွေကစုပေါင်းပြီးတော့ဖန်တီးထားတဲ့အရာတစ်ခုမပြတ်ရအောင်မပြောက်ရအောင်ဘယ်သူတတ်နိုင်ပါလဲတဲ့ဘယ်သူမှမတတ်နိုင်ဘူးမဖြစ်နိုင်ဘူးတံကုဋ္ဌထလဘဒီအခြေအနေမျိုးကိုငါမှဘာလုပ်နိုင်ပါလဲဘာတတ်နိုင်မှာဗမာတွေလည်းပြောတယ်ရှိတယ်ဗမာလိုတန်ကုဋ္ဌထလာပါဆိုဘာတတ်နိုင်မှာလဲနော်မတတ်နိုင်ဘူးမတတ်နိုင်တာကိုမတတ်နိုင်တဲ့သဘောကိုဆင်ញင်စဉ်းစားလိုက်ရင်တောကရော့သွားတာဒီလိုဆိုလိုတာပေါ့နော်ဒါကတည်ငါအားဖြင့်ပြည်ငြိမ်းမှုအတွက်ဆိုင်ရာအကြောင်းလေးတစ်ခုနဲ့ဖြည့်ရှင်းတဲ့နည်းစနစ်ကိုပြောခုနထာဝရဖြည့်ရှင်းခြင်းပြီဆိုရင်တော့သီလကစပြီးတဲ့အခါမှာသီလဝိတ္တုဖြစ်ပြီစိတ်ဒီကိုချင်းတရားကောင်းလာပြီဆိုဒီကိုချင်းတရားကောင်းတာဘာအတွက်လဲလို့ဆိုရင်သီလဝိတ္တုသည်စိတ်တဝိတ္တုဖြစ်ဖို့အတွက်ပဲသီလဝိတ္တုမှမရှိဘဲနဲ့စိတ်တဝိတ္တုဖြစ်ဖို့ဆိုတာအခြေအနေမပေးဘူးသီလရဲ့အခြေအနေကိုကြည့်လိုက်ကိုယ်တိုင်ကိုချင်းသီလနဲ့ပြေဝတဲ့ပုဂ္ဂိုလ်ကိုသီလကိုဆင်ញင်ကြည့်လိုက်တဲ့အခါဘာဖြစ်စိတ်ထဲမှာနှလုံးမသားမယာမဖြစ်ဘူးကြည်နူးတယ်စိတ်ထဲမှာဝမ်းသာအဝိပတိတာရစိတ်ဆင်းရဲတာမဖြစ်ဘူးငါးပါးသီလလုံလို့ငါးပါးသီလလုံတယ်လို့တွေးလိုက်တာနဲ့စိတ်ဆင်းရဲမှုဆိုတာမဖြစ်ဘူးစိတ်နှလုံးဟာကြည်သာနေတယ်အဲ့ဒီစိတ်နှလုံးကြည်သာမှုသည်ပါမောက္ခဝမ်းမြောက်ဖို့ပဲဝမ်းမြောက်မှုဖြစ်စေပါမောက္ခဝမ်းမြောက်မှုကပီတိလို့ဆိုတဲ့နှစ်သက်ခြေနှံ့မှုဖြစ်စေပီတိဆိုတဲ့နှစ်သက်ခြေနှံ့မှုကပတ္တတိလို့ခေါ်တဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုဖြစ်စေ
ပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုသည်ဒုက္ခလို့ခေါ်တဲ့ချမ်းသာကိုဖြစ်စေဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုရလာလို့ရှိရင်စိတ်တည်ငြိမ်မှုလို့ဆိုတဲ့တမာတိကိုဖြစ်စေတယ်။ဩစိတ်တဝိတ္တိဆိုတာတမာတိကိုပြောတာစိတ်ကလေးငြိမ်းလာတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာမှာမချမ်းသာဘူးဆိုစိတ်မငြိမ်ဘူးလေအကောင်ဝတ္ထုစရိုက်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာပူပန်းနေရတဲ့အတွက်ကြောင့်ခုနပြောတာတွေဆုံးရှုံးတယ်ပြန်တွေးလိုက်တိုင်းစိတ်မချမ်းသာဖြစ်တယ်စိတ်မချမ်းသာဖြစ်တဲ့အတွက်ကြောင့်ဝမ်းမြောက်မှုဆိုတာကင်းမဲ့တယ်ဝမ်းမြောက်မှုမရှိလို့ပီတိဆိုတာမလာဘူးပီတိမလာလို့ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုတွေမဖြစ်ဘူးငြိမ်းချမ်းမှုမဖြစ်သည့်အတွက်ကြောင့်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုမရှိဘူးစိတ်မှမချမ်းသာတဲ့ပုဂ္ဂိုလ်တရားဟာစိတ်တည်ငြိမ်မှုဆိုတဲ့တမာတိဘယ်မှာဖြစ်မလဲဒီအိဗယ်ပြောဒါကြောင့်မို့လို့သီလဒီထက်ဆက်သွယ်သွားပဋိစ္စသမုပ္ပါလို့ပဲသူကလည်းဆက်သွယ်မှုတွေရှိတယ်လို့ဒီလိုပြောတာနော်ဆက်သွယ်နေတာဒါကြောင့်မို့လို့မဂ္ဂင်၈ပါးထဲမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလဘယ်ကိုဥတည်သွားတာလဲဆိုတမာတိကိုဥတည်သွားတမာတိရသွားပြီဆိုလို့ရှိရင်စိတ်တဝိတ္တိဆိုတာဖြစ်လာတယ်ပေါ့စိတ်ကလေးစင်ကြယ်တယ်လို့ပြောတာဟာစိတ်တည်ငြိမ်မှုကိုပြောတာစိတ်တဝိတ္တိဆိုတာတမာတိကိုပြောတာတဲ့ကဲတမာတိကဘယ်နှမျိုးရှိတုံးလို့ဆိုရင်စာပေကျမ်းကအများစုမှာပြောလို့ရှိရင်တမာတိကို2မျိုးပဲပြောတယ်ဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိအပ္ပနာတမာတိဆိုတာအတူချုပ်ပြောရလို့ရှိရင်စံတရားရထားတဲ့အခါမှာအာယုန်နဲ့ကိုစိတ်ကိုနှစ်မြုပ်ထားနိုင်တဲ့တမာတိမျိုးဖြစ်လို့အပ္ပနာတမာတိသန္နတမာတိမစိတ်ဖို့စိတ်ရလာလို့ရှိရင်လည်းပဲအာယုန်နိဗ္ဗာန်ဆိုတဲ့အာယုန်ထဲမှာစိတ်ဟာမြုပ်သွားလို့နှစ်မြုပ်ထားလို့အပ္ပနာတမာတိလို့ခေါ်တယ်အဲ့ဒီသံတို့မဖို့တို့တဲ့အနိကမှာရှိတဲ့တမာတိမျိုးကြတော့ဥပ္ပစာရတမာတိလို့ခေါ်တယ်အဲ့ဒီတမာတိ2မျိုးလုံးကိုစိတ်တဝိတ္တိလို့ဒီလိုပြောတာဒါကဝိပဿနာကျင့်စဉ်နဲ့မဆိုင်မဲနဲ့အောင်မြင်တဲ့အဓိပ္ပာယ်နဲ့ပြောတဲ့စကားလုံးဥပ္ပစာရတမာတိအပ္ပနာတမာတိ2မျိုးသည်စိတ်တဝိတ္တိအဲ့ဒီထဲမှာနောက်ထပ်ထပ်ဖြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်ရမလို့ဆိုခဏိကတမာတိလို့ခေါ်တယ်ခဏိကတမာတိဆိုတာဝိပဿနာနဲ့ပတ်သက်လာတဲ့ဖြစ်ပေါ်လာတဲ့တမာတိတရားကိုပြောအနိစ္စလက္ခဏာကိုဖြစ်ခိုက်ကလေးကိုရှုပြီးတော့ရှုတဲ့အခိုက်ကလေးမှာတည်ငြိမ်သွားတဲ့တမာတိချုပ်ခိုက်ကလေးမှာရှုတဲ့အခိုက်လေးမှာတည်ငြိမ်သွားတဲ့တမာတိဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းရှုနိုင်သွားပြီဆိုလို့ရှိရင်ဖြစ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ချုပ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းဒီတမာတိလေးကစင်စစ်မပြတ်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါခဏိကတမာတိလို့ခေါ်တယ်ခဏကလေးတစ်ခါတည်းဖြစ်တဲ့တမာတိကိုခဏိကတမာတိခေါ်တာမဟုတ်ဘူးနော်အင်အားရှိလာတယ်တော့စင်စစ်မပြတ်မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားတဲ့အခါမှာဖြစ်ခိုက်ကလေးကိုလည်းသိဖို့အတွက်စိတ်ကလေးဟာငြိမ်သွားတယ်ချုပ်ခိုက်ကလေးဆိုတဲ့အာယုံလေးပေါ်မှာလည်းစိတ်ကလေးကငြိမ်သွားတယ်ဖြစ်ခိုက်ချုပ်ခိုက်သိမ့်တန်းကြရေထိအောင်ဒီတမာတိကဇက်တိုက်ဖြစ်နေတယ်ဆိုရင်သူကလည်းအင်အားကောင်းတဲ့တမာတိတစ်မျိုးဖြစ်လာတယ်လို့ဒီလိုပြောတယ်အဲ့ဒီခဏိကတမာတိဟာနာဟိခဏိကတမာတိဝိနာဝိပဿနာနာမတံဘဝတိတဲ့ခဏိကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးဆိုတော့ခဏိကတမာတိဆိုတာဝိပဿနာတမာတိကိုပြောတာလို့ပြောရင်လည်းရတယ်နော်အပ္ပနာတမာတိဥပ္ပစာရတမာတိတို့ဆိုတာကသမထတမာတိတွေကိုပြောတာသမထကျင့်စဉ်ကရတဲ့တမာတိတွေကိုပြောတာအပ္ပနာတမာဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိကသမထကျင့်စဉ်နဲ့သက်ဆိုင်ခဏိကတမာတိဆိုတာဝိပဿနာနဲ့သက်ဆိုင်တယ်ဝိပဿနာဉာဏ်နဲ့ရှင်တွဲလာတဲ့ဒီတမာတိဟာဒါလည်းဆက်ရှုမှတ်နိုင်လာပြီဆိုတဲ့အခါမှာသူကအင်အားတွေကောင်းလာစင်စစ်မပြတ်ဖြစ်တယ်ဟောစင်စစ်မပြတ်ဖြစ်တယ်သို့တော့ဖြစ်ခိုက်ကလေးတွေမှာဖြစ်တာဖြစ်တော့ကြောင့်အလုံးစုလိုက်တဲ့အခါ
စဉ်ဆက်မပြတ်ဖြစ်နေတာဖြစ်သောကြောင့်အင်အားရှိတဲ့တမာတိတစ်မျိုးဖြစ်လာတယ်အဲ့ဒီခဏိကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးတဲ့ဝိပဿနာဖြစ်နေရင်လည်းပဲခဏိကတမာတိနဲ့သွားနေတာလို့ဒီလိုမှအဲ့တော့ခဏိကတမာတိရရင်လည်းစိတ်တဝိတ္တုဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့သီလဝိတ္တုစိတ်တဝိတ္တုဒီတစ်ခုရလာပြီဆိုတဲ့အခါကျတော့မှကိုဆင်ញင်သုံးသပ်အားကိုယ်ခန္ဓာကိုယ်ကြီးကိုဆင်ញင်သုံးသပ်တယ်ဒီအဆင့်ကိုရောက်မှာနော်ကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းကိုယ့်ကိုယ်ကြည့်လိုက်ကြည့်တဲ့အခါရုပ်ခန္ဓာကိုယ်ကြီးရှိမဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတဲ့ရုပ်ခန္ဓာကိုယ်မဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတဲ့ရုပ်ခန္ဓာကိုယ်ကြီးမဟာဘုတ်၄ပါးဆိုတာတဘာဝကိုပြောမယ်ဆိုလို့ရှိရင်နော်ပထဝီဆိုတာမာသဘောပြောသဘောလို့တဘာဝနဲ့ပြောကြတယ်ဒီဆိုအာဘောဆိုတာယူစည်းတဲ့သဘောဖွဲ့စည်းတဲ့သဘောတဘာဝနဲ့ပြောရင်ဒီဇောဆိုတာပူတဲ့သဘောအေးတဲ့သဘောဝါယောဆိုတာလှုပ်ရှားတဲ့သဘောတွန်းကန်တဲ့သဘောလို့ဒါကသဘာဝနဲ့ပြောတာတခါတရံကြတော့အရှိနဲ့ပြောလို့လည်းရမြတ်စွာဘုရားထိုသုတ်တန်တွေမှာဟောတဲ့အခါကျဒီခန္ဓာကိုယ်ကြီးဟာမဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတယ်လို့ဆိုတဲ့စကားအရအရှိနဲ့ပြောလို့ရှိရင်ကိုယ့်ကိုစဉ်းစားကြည့်ကိုယ်ခန္ဓာကိုယ်မှာဘာတွေရှိတုံးဆိုအယိုးတွေရှိတယ်နော်အယိုးတွေနဲ့တည်ဆောက်ထားတာမှန်တယ်ခန္ဓာကိုယ်ရဲ့ဒီစကယ်တန်ကြီးပေါ့ frame ကြီးကအယိုးတွေကြီးပဲပေါ့ဥခေါင်းကနေစပြီးတော့ခြေပြားထိချိအယိုးအားလုံးမြင်မှုလိုက်မယ်အယိုးစုကြီးတွေနော်ကိုယ့်ကိုယ်လည်းအဲ့ဒါကြည့်ပေးပေါ့အယိုးစုကြီးအဲ့ဒီလိုအတုံးအခဲတွေအဲ့ဒီအယိုးစုကြီးပေါ်မှာအသားတွေကြွက်သားတွေနော်ဒီနှလုံးတို့ကြောက်ကတ်တို့အသေးတို့ဥသိဥမတို့ဆိုတဲ့ဒီအတုံးအခဲတွေဒါတွေကတစုဒါတွေကိုပထဝီလို့ခေါ်တာပဲဓာတ်ကြီးတွေပါနဲ့တိဆောက်တာနောက်ဒီထဲမှာအရည်တွေရှိတယ်ဟုတ်လားမျက်ရည်ရှိတယ်သွေးတွေရှိတယ်ဟောအရည်သဘောတွေဒါကိုအာဘောလို့ခေါ်တာပဲနောက်ပူတဲ့သဘောအေးတဲ့သဘောအပူတွေအေးတွေခန္ဓာကိုယ်မှာကိုယ်ငွေ့တွေရှိတယ်အစာတွေကျဉ်ညက်သွားလောက်အောင်ပူတဲ့အပူရှိတယ်ခန္ဓာကိုယ်ကြီးတစ်ဖြည်းဖြည်းရင့်လာအောင်အိုးလာအောင်ပူတဲ့အပူတွေရှိတယ်အဲ့ဒီအပူတွေမှန်သမျှကိုသေဇောလို့ခေါ်တယ်နေ့စဉ်နဲ့များအသက်ရှူသွင်းထုတ်နေတဲ့လေတွေရှိတယ်တခြားလေတွေလည်းရှိတယ်အဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့လေတွေအားလုံးဝါယောလို့ခေါ်တယ်ပေါင်းလိုက်တဲ့အခါကျမြတ်စွာဘုရားကစာတုမဟာဘူတိကောအယံကာယောတဲ့ဒီခန္ဓာကိုယ်ကြီးဟာဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတာလို့ဆိုတာဒါပြောတာကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်လို့ရှိရင်အဲ့ဒီခန္ဓာကိုယ်ကြီးဟာဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတယ်ဒီဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးကိုတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ကြည့်လိုက်မယ်ဆိုရင်တာမန်အနေနဲ့ကတည်းကကြည့်မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးဆိုတာလေးကစအမှန်တမ်းသိငယ်တဲ့အဆက်အပြောက်ကလေးတဲမှာသရေတီပြီးတော့စကလလရေကြီးကနေပြီးတော့နော်အမြုပ်ကနေပြီးတော့သားတစ်ကနေပြီးတော့အမအဟုလုံးပြီးတော့မှခက်မှ၅ပြားဆိုတာတဖြည်းဖြည်းပုံတရံပေါ်လာဆိုလိုတာကခန္ဓာကိုယ်ကြီးဖြစ်ပေါ်နေတာကိုလည်းပဲလူတွေသိကြတယ်ဆရာဝန်တွေဆိုရင်တော့ပိုသိတာပေါ့နော်လက်တွေ့သင်ကြားနေရတဲ့အခါမှာပိုသိတမန်ပုဂ္ဂိုလ်တွေလည်းပဲအမှတ်တမဲ့နေရင်သာမသိတာပါလူရဲ့ခန္ဓာကိုယ်ကြီးဟာရုပ်ခန္ဓာကိုယ်ကြီးကကြည့်သေးသေးလေးကနေပြီးတော့တဖြည်းဖြည်းကြီးလာတဖြည်းဖြည်းကြီးလာစတင်ဖြစ်လာတာကိုအာစယလို့ခေါ်တယ်အာစယအပစယပါစယဆက်လက်ပြီးတော့ဖြစ်နေမွေးဖွားလာတဲ့နောက်ကြလဲကြည့်မွေးလာတော့ကသေးသေးလေးသမင်းမုံငါသေးစားတွေစားပြီးတော့ကြီးလာလိုက်တာဟောဒါရုပ်ခန္ဓာကိုယ်ကြီးရဲ့သဘောနောက်ဆုံးကြတော့ဘာဖြစ်လဲဆိုဒီရုပ်ခန္ဓာကိုယ်ကြီးသေလို့မြေပြုတ်ပလိုက်ရတယ်မိတကြိုလိုက်ရတယ်ဟောဒါလည်းတွေ့ကြတယ်
အဲ့တော့တာမန်ပုရုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ဒီရုပ်ပိုင်းဆိုင်ရာကြီးရဲ့ဖြစ်လာတာကိုလည်းပဲမြင်လို့ရတယ်နောက်ဆုံးပြတ်သွားပြီးတော့မြေမြုပ်တင်းညိုလိုက်ရလို့ပျက်စီးသွားတဲ့အနေအထားမျိုးတွေလည်းမြင်နေရတော့ဒီရုပ်ခန္ဓာကိုယ်ကြီးကိုမမြဲဘူးလို့ပြောဖို့ရအမှန်တမ်းလွယ်ဒီရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာမှုတွေနော်ကင်းပြတ်ဖို့ဆိုတာဖြစ်နိုင်အမှန်တမ်းဟုတ်မစင်စားမဆင်ခြင်ရင်သာလူတွေကတကယ်စဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့ဖြစ်လာတာလည်းသိရတယ်ပျက်စီးသွားတာလည်းမြင်နေရတယ်မျက်စိနဲ့တည်းပဲမြင်နိုင်တာဖြစ်သောကြောင့်ဒီယုတ်ခန္ဓာကိုယ်ကြီးရဲ့မမြဲမှုသဘောတွေဟာအတ္တမထင်ရှားတယ်ဒီလိုဆိုလိုတာနော်ဒီအတုတ္တဝါတုတ်တံမှာမြတ်စွာဘုရားဒီလိုဟောတယ်ဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာညှင်းငွေ့လာကြတဖြည်းဖြည်းနဲ့ကြီးလာပြီးတဖြည်းဖြည်းနဲ့အိုသွားတယ်နော်တဖြည်းဖြည်းနဲ့အိုသွားပြီးနောက်ဆုံးမှသေဆုံးသွားတယ်ပြစ်လိုက်ရတယ်ဟောဒါတွေကိုကြည့်ပြီးဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာညှင်းငွေ့ဖို့တွေ့တာမှုတွေကင်းပြတ်ဖို့ဖြစ်ဖို့လွယ်တယ်ဒါဖြင့်ဖြစ်ဖို့ခက်နေတာကဘာတော့လို့ဆိုလို့ရှိရင်အသိစိတ်ကလေးပေါ်မှာကြတော့လူတွေကဖြစ်တာပြတ်တာကိုမမြင်နိုင်ကြဘူးမမြင်နိုင်သည့်အတွက်ကြောင့်အသိစိတ်ကလေးနဲ့ပတ်သက်လာတဲ့အခါကျတော့တွေ့တာမှုတွေအလွန်ကြီးတယ်မငြင်းငွေ့နိုင်ကြဘူးဟုတ်တယ်လူတွေကရုပ်ပေါ်တာငြင်းငွေ့တာစိတ်ပေါ်ကြတော့မငြင်းငွေ့မငြင်းငွေ့လို့ရေပုံရအပြင်ပြောမယ်ဆိုလို့ရှိရင်လူတွေမှာသေသွားလို့ရှိရင်ဒီဝိညာဉ်ကောင်လေးအသိစိတ်လေးတို့ဟာမျိုးဝိညာဉ်ကောင်လေးဟာဒီခန္ဓာကိုယ်ထဲကထွက်သွားပြီးတော့နောက်ဘဝဝင်စားတယ်လို့တောင်ယူဆကြတယ်လေသာဝရမြဲတဲ့အရာလို့ဒီလိုထင်ကြတာဒါအများထင်တာကိုမြတ်စွာဘုရားပြောအဲ့ဒီစိတ်လေးပေါ်မှာညှင်းငွေ့တာကိုမညှင်းငွေ့နိုင်ကြဘူးတဲ့တတ္တဝါတွေဟာတွေ့တာမှုတွေအားချီးကြတယ်လူတွေဟာကိုယ်စိတ်ကိုပြောကြတယ်ငါစိတ်နော်ဒီလိုတွေ့တာမှုတွေအားကြီးပြီးတော့စိတ်လေးကအိုသွားတာလည်းမရှိဘူးနော်စိတ်လေးမှာရုပ်တရမရှိသည့်အတွက်ကြောင့်ခေါင်းဖြူတာလည်းမတွေ့ရသွားကြိုးတာလည်းမရှိဘူးဒါကြောင့်မို့လို့စိတ်ကလေးပေါ်မှာမငြင်းငွေ့ကြဘူးသို့တော့ဒီနှစ်ခုကိုရှင်ကြည့်လိုက်ရုပ်ခန္ဓာကိုယ်နဲ့စိတ်နဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဘယ်သူကကြာကြာရှိတော့ဆိုရုပ်ခန္ဓာကြီးကကြာကြာရှိတယ်ကြည့်လေလူတွေဟာမွေးဖွားလာပြီးတဲ့အခါမှာတချို့ကအသက်80 90 100ထိအောင်နေလို့ရသူ့ကိုနှစ်ပေါင်းများကြီးတွေ့နေရရုပ်ခန္ဓာကိုယ်ကြီးကရှိနေရုပ်ခန္ဓာကိုယ်ကြီးကရှိနေသည့်အတွက်ကြောင့်ဒီစိတ်ကလေးကြတော့အဲ့ဒါတော့ရှိတာမဟုတ်ဘူးစိတ်ဆိုတာအခုဖြစ်ရင်အခုပြတ်သွားတာအခုဖြစ်ပြီးတော့အခုပြတ်သွားအဲ့တော့မြတ်စွာဘုရားကပြောတယ်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာရင်တွေ့တာမယ်ဆိုရင်တော်သေးတယ်တဲ့ဘာဖြစ်လို့တော့ဆိုတော့ရုပ်ခန္ဓာကိုယ်ကြီးက10နှစ်အနှစ်20အနှစ်30အနှစ်40အနှစ်50 60 100တွေ့နေရတယ်စိတ်ကလေးကြတော့အဲ့ဒါလောက်တောင်တွေ့တာမဟုတ်ဘူးတဲ့အခုဖြစ်ပြီးအခုပြတ်သွားနေ့အခါမှာဖြစ်တဲ့စိတ်ကညပါမလာဘူးညဖြစ်တဲ့စိတ်ကနေပါမလာဘူးနော်ဘာနဲ့ဥပမာတူတော့ဆိုရင်စိတ်ဟာမြောက်နဲ့အလားတရံတူတယ်မြောက်ဆိုတဲ့ကောင်ကတစ်ပင်ပေါ်မှာရောက်လို့ရှင်အငြိမ်မနေဘူးဒီတစ်ကိုင်းလှမ်းကိုင်းလိုက်ဟိုတစ်ကိုင်းဆွဲလိုက်ဒီတစ်ကိုင်းလွတ်လိုက်နဲ့တစ်ကိုင်းတစ်ခုလွတ်လိုက်နောက်တစ်ကိုင်းတစ်ခုဆွဲကိုင်းလိုက်နဲ့ဒီလိုတနေ့ကိုရောက်ရက်ခတ်နေတဲ့သရဝါတကောင်အဲ့ဒါမျိုးလိုပဲစိတ်ဟာလည်းပဲဒီတိုင်းပဲတဲ့ဒီအာယုံတစ်ခုကိုလှမ်းကိုင်းလိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်ဒီအာယုံတစ်ခုကိုလွတ်လိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်နဲ့မြင်တဲ့အာယုံနောက်လိုက်လိုက်ကြားတဲ့အာယုံနောက်လိုက်လိုက်အနံ့ရတဲ့အာယုံနောက်လိုက်လိုက်အရသာအာယုံနောက်လိုက်လိုက်နဲ့စိတ်တွေအမျိုးမျိုးပြောင်းလဲပြီးတော့အခုတစ်မျိုးအခုတစ်မျိုးဖြစ်နေတဲ့စိတ်တွေတဲ့အဲ့ဒီသဘောကိုကြည့်မယ်ဆိုလို့ရှိရင်စိတ်ဟာဘလို့မှဒီကြာရှည်တဲ့အရာမဟုတ်သည့်အတွက်ကြောင့်စိတ်ကိုငါရဲ့အတ္တသာဝရလို့မဆွဲလန်းသင့်ဘူးတဲ့ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်
လုံးဝကိုဆွဲလန်းလိုက်တဲ့အရာမဟုတ်ဘူးလို့ဒီလိုဆင်ញင်သုံးသပ်မှုကိုပြောတာအဲ့ဒါလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာအောင်မြတ်စွာဘုရားကဘာကိုနှလုံးသွင်းရမလဲစိတ်နဲ့ယုံနဲ့ကွဲကွဲပြားပြားသိလာပြီးတဲ့နောက်မှာအကြောင်းတရားတွေကိုဆင်ញင်သုံးသပ်ပေးဖို့ပဋိစ္စသမုပ္ပါဒ်ကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ပါတဲ့ဒါကဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာသီလဝိတ္တုဒ္ဓိစိတ်တဝိတ္တုဒ္ဓိပြီးတဲ့အခါမှာယုံနဲ့နံကွဲတာကနာမရူပပရိစ္ဆေဒဒိဋ္ဌိဝိတ္တုဒ္ဓိလို့ခေါ်တယ်ဒိဋ္ဌိဝိတ္တုဒ္ဓိပြီးတဲ့အခါအကြောင်းတရားအကျိုးတရားကိုဆင်ញင်နိုင်တဲ့အကြောင်းတရားတွေကိုသိနိုင်တဲ့ပစ္စယပရိက္ခအဲ့ဒီညာရလာမှကင်္ခာဝိတရဏဝိတ္တုဒ္ဓိလို့ဆိုတဲ့တန်တရားတွေကိုကင်းရှင်းသွားစေနိုင်တဲ့စင်ကြယ်မှုမျိုးရလာနိုင်အဲ့ဒါကိုရဖို့ရအတွက်ပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားပါတဲ့ကဲပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားတယ်ဆိုတာပဋိစ္စသမုပ္ပါဒ်ဆိုတာခက်တယ်တပည့်တော်တို့ဆင်ញင်စဉ်းစားဖို့အမှန်တမ်းခက်တယ်ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါဒ်ကိုအလွယ်တကူသဘောပေါက်နိုင်တဲ့နည်းလေးနဲ့မြတ်စွာဘုရားဟောထားတာရှိတယ်အကြောင်းလေးအကြောင်းကိုအရင်မှတ်ရနော်ဣမတမိန်တတိဣရံဟောတိတဲ့နံပါတ်1ကဒီအကြောင်းတရားရှိလို့ဒီအကျိုးတရားရှိဒါရှိလို့ဒါရှိတယ်ပေါ့တမန်ပြမယ်ဆိုရင်ဒါရှိနေဒါရှိကဲစဉ်းစားကြည့်သစ်ပင်ရှိနေလို့ရှိရင်သစ်ပင်ရိပ်ဆိုတာရှိတယ်သစ်ပင်ကိုခုတ်ပြလိုက်ရင်သစ်ပင်ရိပ်ဟာရှိပါအောင်မရှိဘူးသစ်ပင်ရှိနေရင်သစ်ပင်ရိပ်ရှိမှာအခုကြည့်လျှက်စစ်မီးရှိနေသမျှကာလပတ်လုံးအလင်းရောင်ရှိမှာလျှက်စစ်မီးမရှိတော့ဘူးဆိုရင်အလင်းရောင်လည်းမရှိတော့ဒါရှိလို့ဒါရှိတယ်ဆိုတာကြည့်အကြောင်းပေါ်မှာယက်တည်နေရပုံကိုစဉ်းစားကြည့်ပါဘုန်းကြီးတို့တရားနာပရိသတ်တွေအခုလိုငြိမ်ငြိမ်နဲ့ထိုင်းနေနိုင်တာဘာဖြစ်လို့လဲအောက်ကချမ်းရှိလို့ချမ်းရှိဘူးဆိုရင်ကောင်းကင်ပြင်မှာထိုင်းနေလို့မှမရဘူးလေအဲ့တော့ဒါရှိလို့ဒါရှိတယ်ဆိုတဲ့သဘောဟာဒါပရိစ္ဆသမုပ္ပါဒ်ကိုတို့ချုပ်ပြောတဲ့ဟာအကြောင်းတရားရှိနေသည့်အတွက်ကြောင့်အကျိုးတရားရှိနေဣမတ္တဥပ္ပါဒာဣဒံဥပ္ပစ္စတိဒီအကြောင်းတရားဖြစ်ပေါ်နေခြင်းကြောင့်ဒီအကျိုးတရားဖြစ်ပေါ်နေဆိုပါတော့တရားစစ်မီးရှိနေခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတရားစစ်မီးဖြစ်လာခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတယ်ဣမတမိန်အတတိဣဒံနာဟောတိဒါမရှိတော့ရင်ဟိုဟာလည်းမရှိတော့တရားစစ်မီးမရှိတော့ရင်အလင်းဆိုတာမရှိတော့နေမရှိတော့ရင်အလင်းဆိုတာမရှိတော့ဟောဒီလိုဆိုလို့ဣမတနေရောဓဣဒံနေရုစတိဒါချုပ်သွားလို့ရှိရင်ဟိုဟာလည်းချုပ်ဟောတရားစစ်မီးပြတ်တောက်သွားတယ်ဆိုရင်အလင်းရောင်မှပြတ်တောက်သွားတယ်ဒီသဘောကိုပြောတာနော်အကြောင်းနဲ့အကျိုးဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မိတွဲနေရတဲ့သဘောကိုပြောပြပရိစ္ဆသမုပ္ပါဒ်ဆိုတာချင်းညို့အဖြစ်ဒါပဲဒီအကြောင်း၄ခုနဲ့ပြောတာနော်အဲ့တော့ကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်ဖို့ပရိစ္ဆသမုပ္ပါဒ်နဲ့ဆင်ញင်စဉ်းစားကြည့်ဖို့မြတ်စွာဘုရားဒီလိုဟောတာပရိစ္ဆသမုပ္ပါဒ်အပြည့်စုံအလုံးကိုသိနေကြတာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဖြစ်ဘက်ကတည်းအချုပ်ဘက်ကကြည့်တဲ့အခါကျတော့အဝိဇ္ဇာချုပ်ငိမ့်သွားလို့ရှိရင်သင်္ခါရချုပ်ငိမ့်သွားတယ်ဆိုရင်ချုပ်ဘက်ကနေပြောတာဒါရှိလို့ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်ဆိုတာအဖြစ်ဘက်ကဒါမရှိတော့ရင်ဟိုဟာမရှိတော့ဘူးဆိုတာအချုပ်ပဲနော်ကဲပရိစ္ဆသမုပ္ပါဒ်ကိုအရာစကားနဲ့နားလည်အောင်ရှုမြင်သုံးသပ်တတ်ဖို့ပြောရမယ်ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတာဘာလဲလို့ဆိုစားလို့ပြီးလို့ပြောနေရင်ခက်နေမစိုးတော့မခက်အောင်ဘယ်လိုပြောမလဲဆိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိတာအဝိဇ္ဇာနော်ဘဝမှာကိုယ့်ကိုယ်များလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့မလှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့ဒီလိုသိတယ်လို့မအောင်မိတ်တယ်နော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ထင်တယ်ထင်သည့်အတွက်ကြောင့်လှုပ်တဲ့နာကိုမလှုပ်ဖဲနေတယ်မလှုပ်တဲ့နာကြတော့လှုပ်ပြီးတယ်ဆိုတာဖြစ်တယ်ပေါ့အဲ့ဒါဟာဘာလို့ဆိုအဝိဇ္ဇာ
စာလို့ပြောမယ်ဆိုရင်အမှန်တရား၄ခုကိုမသိတာအဝိဇ္ဇာဒုက္ခကိုမသိဘူးဒုက္ခဖြစ်ကြောင်းတရားကိုမသိဘူးဒုက္ခချုပ်ငြိမ်းမှုကိုမသိဘူးဒုက္ခချုပ်ငြိမ်းရာနိလန်းကိုမသိဘူးဆိုတာမသိခြင်း၄ခုဒါကဆေးပညာရှုထောင့်ကနေပြောမယ်ဆိုရင်လူတယောက်ယောဂဖြစ်ယောဂကိုမသိဘူးဒုက္ခကိုမသိတာနဲ့ယောဂမသိတာအတူတူပဲဒီယောဂဘာကြောင့်ဖြစ်တယ်လို့မသိတာနဲ့ဒုက္ခသမုဒယကိုမသိတာအတူတူပဲဒီယောဂပျောက်မှုကိုမသိတာဒုက္ခនិရောဓမသိတာနဲ့အတူတူပဲပျောက်မဲ့ဆေးဝါးနိလန်းကိုမသိတာဒုက္ခនិရောဓဂါမိနိမသိတာနဲ့အတူတူပဲဒီလိုဆိုလိုတာနော်အင်တာမမြတ်စွာဘုရားဟောတဲ့တရားဟာလူသားတွေအင်တာမရိုးရှင်းတယ်သို့တော့မြင်ဖို့ခက်တယ်ဘာဖြစ်လို့မမြင်လဲလို့ဆိုရင်များသောအားဖြင့်တတ္တဝါတွေဟာတတိတံစင်ညကင်းမဲ့နေလို့မမြင်တာအမှတ်တမဲ့နေတတ်တဲ့ဝါဒနာကြီးကရှိငါဟာဆိုတဲ့အတွေးတွေလွှမ်းမိုးပြီးတော့အမှတ်တမဲ့နေအမှတ်တမဲ့နေသည့်အတွက်ကြောင့်ရိုးရှင်းနေတော့လဲခက်ခဲနေတတ်တယ်ပေါ့အေးကောင်းပြီတို့တွေဟာလွန်ခဲ့တဲ့ဘဝတုန်းကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိခဲ့ကြဘူးမသိသည့်အတွက်မသိတော့ဘာဖြစ်လဲလှုပ်ပြီးလှုပ်ရလှုပ်တယ်ကောင်းတာလဲလှုပ်တာပဲမကောင်းတာလဲလှုပ်တယ်အဲ့တော့မသိတာကအဝိဇ္ဇာလှုပ်ပြီးလှုပ်ရလှုပ်တာကသင်္ခါရဒီလိုဆိုတာနော်ဟုတ်ပြီလှုပ်လိုက်ရင်ရစဆိုတာလာတာပဲလေအကျိုးတစ်ခုကတော့ဖြစ်လာလှုပ်ပြီးလှုပ်ရလှုပ်လိုက်တယ်လှုပ်လိုက်တော့အကျိုးတစ်ခုပေါ်ထွက်လာတယ်သင်္ခါရပစ္စယဝိညာဏဘဝတစ်ခုစပြုတ်လာအသိစိတ်တွေတရေစိတ်လေးကစတရေစိတ်လေးစလိုက်တာနဲ့သူနဲ့တွဲဖက်လာတဲ့ယုတ်တိနာတွေပါလာတယ်ဝိညာဏပစ္စယနာမရူပံဟောယုတ်တိနာတွေယုတ်တိနာတွေကချီးထွားလာတဲ့အခါကျတော့ယုတ်နံတွေပါလာပြီဆိုတဲ့ယုတ်နံတွေချီးထွားလာတဲ့အခါဘာတွေဖြစ်တုံးဆိုဆက်သွယ်ရေးအင်္ဂါရက်တွေပါလာနာမရူပပစ္စယတလာရဆက်သွယ်ရေးအင်္ဂါရက်ဘယ်နှခုရှိတုံးဆို6ခုရှိစာလုံးမမှတ်တတ်ရင်ကိုမြန်မာလိုပဲမှတ်မျက်လုံးရယ်နှာခေါင်းနားရယ်နှာခေါင်းရယ်လျှာရယ်နော်ကိုယ်ရယ်စိတ်မျက်စိနားနာလျှာကိုယ်စိတ်အဲ့ဒါကိုတလာယရဏလို့ခေါ်တယ်ရုပ်နာနေထဲမှာဘာပါလာတော့မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်စိတ်ပါဟောကဲမျက်စိပါလာတော့ဘာဖြစ်လဲမျက်စိပါလာတော့မြင်စရာအာယုန်နဲ့ဆက်သွယ်လာတယ်နားပါလာတော့အတန်နဲ့ဆက်သွယ်လာနှာခေါင်းပါတော့အနတ်နဲ့ဆက်သွယ်လျှာပါတော့အရသာနဲ့ဆက်သွယ်ခန္ဓာကိုယ်ပါလာတဲ့အခါကျတော့အထီးအတွေ့အာယုန်နဲ့ဆက်သွယ်စိတ်ပါလာတော့အတွေ့အာယုန်နဲ့ဆက်သွယ်လာတယ်။ဩပြင်မဲ့ကအာယုန်နဲ့ဆက်သွယ်လာတာပဲလေလူဆိုတာဒီတိုင်းပဲလေအဲ့ဒါကိုပြောတာဆက်သွယ်မှုရလာတာတလာယရဏပစ္စယဖတ်တော့အာယုန်နဲ့ထိတွေ့လာခဲ့တယ်မျက်စိနဲ့အဆင်းနားနဲ့အသံနော်လျှာနဲ့အရသာနှာခေါင်းနဲ့အနတ်လျှာနဲ့အရသာခန္ဓာကိုယ်နဲ့အထိအတွေ့အသိစိတ်နဲ့သိเสียအာယုံဒါတွေကဆက်သွယ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုအာယုံနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရခံစားမှုလို့ပြောရင်လည်းပြောအတွေ့အကြုံတွေရဝေဒနာဖတ်တာပစ္စယဝေဒနာဒါကိုစဉ်းစားကြည့်ပေါ့ဟုတ်မဟုတ်မျက်စိကမြင်လိုက်တဲ့အခါပြင်မဲ့အာယုံနဲ့ကိုယ်စိတ်နဲ့ဆက်သွယ်မိသွားတဲ့အခါမှာခံစားချက်လေးတွေပေါ်လာကောင်းတဲ့အာယုံလေးတွေးလိုက်လို့ရှိရင်စိတ်ကပျော်သွားတယ်မကောင်းတဲ့အာယုံပေါ်လာလို့ရှိရင်စိတ်ကမပျော်ဟောစိတ်ထဲမှာခံစားမှုလေးတွေမတူညီတဲ့ခံစားမှုရိုးနေတဲ့အာယုံတွေ့ရင်လည်းဘာမှမဖြစ်ဘူးဟာကြုံနေကြအာယုံကြအဲ့တော့ပျော်သွားတယ်ဆိုတာသောမနတဒုက္ခဝေဒနာမပျော်ဘူးဆိုတာမကြိုက်ဘူးဆိုတာဒုက္ခဝေဒနာပျော်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင်မကြိုက်တာလည်းမဟုတ်ဘူးဆိုရင်ဥပေက္ခဟောဖတ်တာပစ္စယဝေဒနာဆိုတာဖြစ်လာတာဒါလူတဘာဝသရဝါတွေမှန်သမျှဒီတိုင်းကြီးပဲအကုန်လူတွေတည်းမကဘူးသရဝါတွေလည်းဒီတိုင်းဒါကိုပြောတာပရိစ္ဆသမုပ္ပါကနော်တရေစိတ်လေးပေါ်လာတဲ့အခါယုတ်တိနံတွေရလာတယ်ယုတ်တိနံတွေရလာတဲ့အခါမှာဒီ
ဒီအာယုန်နဲ့ဆက်သွယ်တဲ့အင်္ဂါရက်တွေပါလာတယ်အင်္ဂါရက်6မျိုးပါလာတဲ့အခါဆက်သွယ်မှုတွေလှုပ်လာတယ်လှုပ်လာတဲ့အခါမှာအာယုန်ရဲ့ဒီအထီးအတွေ့အကြုံတွေရလာတယ်ကဲရလာတော့ဒီနေရာတွေရသလားလို့ဆိုတော့မရဘူးရလာတဲ့အခါမှာလူကဘာဖြစ်တယ်ဆိုကြိုက်တာလေးတွေးလို့ရှိရင်ထပ်လို့ခြင်းလားရခြင်းလားတယ်နောက်ထပ်အဲ့ဒါကိုတဏှာလို့ပြောတာဝေဒနာပစ္စယတဏှာကြိုက်တဲ့အာယုန်လေးကြထပ်လို့ခြင်းလားလို့ခြင်းလာတဲ့အခါဒီနေရာတွေရလာလို့ဆိုမရဘူးဝေဒနာတဏှာပစ္စယဥပါဒနာစိတ်ထဲမှာစွဲနေမရရင်မနေနိုင်တဲ့အနေအထားမျိုးရောက်လာဟောဒီအပိုင်းတွေကြတော့ဒီတရဝါတွေမှာဒီအတ္တပစ္စယဝေဒနာဆိုတဲ့အဆင့်လေးတွေမရနိုင်တော့ပဲနဲ့ဝေဒနာပစ္စယကနေတဏှာထိအောင်ကူးသွားတယ်တဏှာကနေဥပါဒဏ်ထိအောင်ကူးသွားတယ်ကူးသွားတော့ဘာဖြစ်ပြန်တော့ဆိုဥပါဒနာပစ္စယဘဝတဲ့ဖြစ်မှုဆိုတဲ့ကံတရားတွေနဲ့ခန္ဓာတွေကံကြောင့်ပေးတဲ့ခန္ဓာတွေကိုရရှိလာပြန်တယ်ပေါ့ဆွလတ်မှုကိုအကြောင်းပြုပြီးတော့လူတွေဟာအကောင်းဆိုးတွေပြန်လှုပ်လာကြတယ်အဲ့ဒီလှုပ်လာတာကိုပဲကမ္မဘဝလို့ပြောတာလှုပ်လာလို့ခန္ဓာတွေရလာအဲ့ဒါကိုဥပပတ္တိဘဝလို့ပြောတာဒီနေရာဘဝတစ်ခုကိုတည်ဆောက်မှုဖြစ်သွားဘဝတစ်ခုတည်ဆောက်လာတဲ့အခါဘာဖြစ်တုံးဆိုဘဝပစ္စယဇာတိဝေဖွားခြင်းဆိုတာထပ်လာပြန်ဝေဖွားခြင်းလာရင်ဘာဖြစ်တယ်ဇာတိပစ္စယစရာမရဏအိုခြင်းနဲ့သိခြင်းဆိုတာရှောင်လွဲလို့မရဘူးဒါပရိစ္ဆသမုပ္ပါဒ်ပဲလေဒီလိုစဉ်းကျင်စဉ်းစားတတ်လို့ရှိရင်ဒါအကြောင်းနဲ့အကျိုးဒါရှိလို့ဟွာရှိအမှန်မသိလို့လုံးပြီးလို့ရလုံးတယ်ဟောအမှန်မသိခြင်းရှိနေသေးသမျှကာလပတ်လုံးလုံးပြီးလို့ရလုံးတာတွေလုံးနေအောင်မှာဆိုလိုတာကအဝိဇ္ဇာရှိနေသမျှသင်္ခါရရှိနေမှာပဲလို့ဒီလိုပြောတာစာလို့ပြောတော့အဲ့လိုပြောတာအရာပြောမယ်ဆိုရင်အမှန်မသိလို့လုံးပြီးလို့ရလုံးတယ်မသိလို့လုံးပြီးလို့ရလုံးတယ်အဲ့တော့မသိတာရှိနေသမျှလုံးပြီးလို့ရလုံးတာတွေလုံးနေမှာပဲလုံးပြီးလို့ရလုံးနေသမျှကာလပတ်လုံးဘဝဆိုတာဖြစ်လာဘဝတရေစလာမှတော့နာနဲ့ယုတ်တွေရှိလာမှာနာယုတ်တွေရှိနေရင်တော့အော်ဂန်တွေပါလာမှာပဲအော်ဂန်တွေပါလာလို့ရှိရင်တော့ဆက်သွယ်မှုတွေဖြစ်လာမှာပဲဆက်သွယ်မှုတွေဖြစ်လာလို့ရှိရင်အာယုံရဲ့နဲ့ထိတွေ့ပြီးတော့ခံစားမှုတွေပေါ်လာမှာပေါ်လာရင်လိုချင်မှုတွေနောက်ကဆက်လာလိုချင်မှုတွေရှိလာရင်တွေ့တာမှုတွေနောက်ကလိုက်လာတွေ့တာမှုတွေရှိနေသမျှဘဝမှာကြိုးစားအထောက်မှုဆိုတဲ့ကမ္မဘဝတွေရလာတဲ့ခန္ဓာလို့ဆိုတဲ့ဥပပတ္တိဘဝတွေဖြစ်ဘဝကြီးတစ်ခုကဖြစ်နေဥမှာပဲဒီသဘောတွေကိုပြောတာနော်ဒါပရိစ္ဆသမုပ္ပါဒ်ကိုလက်လန်းမိသလောက်ဆင်ញင်စဉ်းစားကြည့်ဘဝဒီတိုင်းဖြစ်နေတာဆိုတာဆင်ញင်စဉ်းစားကြည့်အောင်အဲ့တော့ဆင်ញင်စဉ်းစားကြည့်တော့ဒီလိုစင်စက်မပြတ်ဖြစ်ပြီးနောက်ဆုံးမှာဇာတိပစ္စယစရမရဏအိုခြင်းသိခြင်းဆိုတဲ့ဒီဒုက္ခနဲ့ပဲဘဝတစ်ခုဟာအဆုံးသတ်တယ်လို့ဆိုတော့ဒါကြီးကိုရပ်ပစ်ခြင်းဘယ်လိုလုပ်ရဒါကြီးကိုရပ်ပစ်ခြင်းနောက်ကြောင်းပြန်ကျင်လိုက်မွေးဖွားတာရှိနေသမျှအိုရာသေးတာရှိပါမယ်အဲ့တော့အိုရာသေးတာမရှိအောင်ဘာလုပ်ရဇာတိမရှိအောင်လုပ်ရမွေးဖွားတာမရှိအောင်ဒါဖြင့်မွေးဖွားတာမရှိအောင်ဘာလုပ်ရကမ္မဘဝဆိုတာမဖြစ်အောင်လုပ်ရကံတရားတွေမဖြစ်အောင်ကမ္မဘဝမရှိအောင်ဘာကိုဖယ်ရမလို့ဆိုဥပါဒံဖယ်ရဒါဖြင့်ဒီဥပါဒံကိုမဖြစ်အောင်ဘာကိုဖယ်ရမလို့ဆိုတဏှာကိုဖယ်ရဒီလိုဆိုလို့တယ်အစဉ်လိုက်ဆက်ပြီးတော့သွားတာနောက်ဆုံးမှာအဝိဇ္ဇာမရှိတော့ဘူးဆိုမှသင်္ခါရဆိုတဲ့တရားတွေလည်းမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ရအဲ့ဒါလို့အကြောင်းနဲ့အကျိုးဆက်သွယ်ပြီးတော့အခုလိုဝိဇ္ဇက်ကြီးဖြစ်နေတာတန်တရားမှာပဋိစ္စသမုပ္ပါဒ်ဒီလေပတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပဋိစ္စသမုပ္ပါဒလို့ဆိုတဲ့အဓိပ္ပာယ်ကပဋိစ္စဆိုတာအကြောင်းတစ်ခုကိုအစွဲပြုပြီးတော့သမုပ္ပါဒအကျိုးတရားတွေကိုထုတ်လုပ်နေတဲ့အကြောင်းတရားသို့မဟုတ်ထုတ်လုပ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရပဋိစ္စသမုပ္ပါဒဆိုတာအကြောင်းတရားကိုပြောတာပဋိစ္စသမုပ္ပန္နဆိုတာအကျိုးတရားကိုပြောတာဒီစကားလုံးနှစ်ခုခွဲခြားပြီးတော့မှတ်ပဋိစ္စသမုပ္ပါဒကအကြောင်းတရားကိုပြောတယ်ပဋိစ္စသမုပ္ပန္နဆိုတာအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားကိုပြောတာ
အကြောင်းနဲ့အကျိုးသည်ဆက်ဆွယ်ပြီးတော့နေတယ်အကြောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ဒီလိုဆိုလို့တာဒါလည်းပဲအမတမထင်ရှားတာပေါ့လူတွေပဲကြည့်ပါအောင်နော်အမေဖြစ်လိုက်သမီးဖြစ်လိုက်မရှိဘူးလားနော်သမီးဖြစ်လိုက်အမေဖြစ်လိုက်ပဲလေကို့အမေကိုကြည့်ရင်ကိုကသမီးပဲပေါ့နော်ကို့သမီးကြည့်တဲ့အခါကိုကအမေဖြစ်ပြန်ဒီလိုပဲပရိစ္ဆေသမုပ္ပါဒ်မှာလည်းပဲအဲ့တိုင်းပဲအကြောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ပဲစင်စစ်မပြတ်အခုလိုသွားနေတာအေးအဲ့ဒါကိုရှုမြင်သုံးသပ်နိုင်ပြီဆိုလို့ရှိရင်မြဲတဲ့အရာဆိုတာတခုမှမရှိဘူးလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာပြီဆိုတဲ့အခါနောက်ဆုံးရှုတရားပေါ်မှာလည်းပဲတွေ့တာမှုတွေကင်းပြတ်လာမယ်ဝေဒနာဆိုတဲ့ပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်လာမယ်တင်ညာလို့ဆိုတဲ့ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်လာမယ်သင်္ခါရဆိုတဲ့ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်လာမယ်ဝိညာဏလို့ဆိုတဲ့ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်လာဘာဖြစ်လို့ကင်းပြတ်လာတော့ဆိုဒီတဘာဝတရားတွေဟာဖြစ်ပြီးတော့ပြတ်သွားတဲ့အရာတွေဖြစ်လို့ဖြစ်ချင်းပြတ်ချင်းဆိုတာတွေအများအားနှိမ့်ဆက်နေလို့ငါလုံနိုင်တာတခုမှမပါတာဖြစ်သောကြောင့်နေတံမမဒါကဟာလည်းမဟုတ်ဘူးနေသောဟမတမိငါလည်းမဟုတ်ဘူးနမေသောအတ္တငါရဲ့အတ္တလည်းမဟုတ်ဘူးလို့ဝိပဿနာဉာဏ်နဲ့မှန်မှန်ကန်ကန်ရှုမြင်နိုင်မှခုနကတွေ့တာမှုဆိုတာရှော့ချနိုင်မှာဖြစ်တယ်တွေ့တာမှုကိုရှော့ချနိုင်မှစိတ်နှလုံးပူပန်မှုဆိုတာပျောက်ခဲမှာဖြစ်တယ်ပေါ့တွေ့တာမှုရှိနေသေးသမျှကာလပတ်လုံးစိတ်ပူပန်မှုဆိုတာဘယ်တော့မှပျောက်မှာမဟုတ်ဘူးတဲ့အဲ့တော့စိတ်ပူပန်မှုကနေလွတ်မြောက်အောင်ကျင့်ဆောင်ဖို့ဆိုလို့ရှိရင်ဘာကိုလုံးဝမှာတော့လို့ဆိုရင်တွေ့တာမှုဖယ်ရမယ်တွေ့တာမှုကိုဖယ်ခြင်းရင်ဘာလို့ရအမှန်တွေ့တာတဲ့အရာတွေကိုအမှန်သိအောင်ဆင်ញင်သုံးသပ်တတ်တယ်လို့ဆိုလိုတာပဲဆင်ញင်သုံးသပ်လို့အမှန်သိပြီဆိုလို့ရှိရင်တွေ့တာမှုတွေမရှိတော့တွေ့တာမှုမရှိဘူးဆိုလို့ရှိရင်တောကမလာတော့တောကမလာရင်စိတ်နှလုံးပူပန်မှုဆိုတာမလာတော့ဘူးလို့ဒီလိုကြောင်းကျိုးဆက်နေတဲ့သဘောတွေကြည့်ပြီးတော့ဘုရားမြတ်စွာကမှန်ကန်တဲ့ကျင့်စဉ်တစ်ခုကိုဟောကြားညွှန်ပြတာဖြစ်ပါတယ်။တန်ရုပ်ပါဠိတော်မှာလာတဲ့အတုတဝါတုတ်ကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဒီအတိုင်းညွှန်ကြားဆုံးမထားတာဖြစ်လို့ဘုန်းကြီးတို့တွေဒီလမ်းကလွဲပြီးတော့စိတ်ပူပန်မှုတွေကိုပျောက်ကင်းအောင်လုပ်နိုင်တဲ့နီလန်းဆိုတာတခြားမှမရှိဘူးဒီလန်းတလန်းပဲရှိတယ်ဒါကြောင့်မို့စိတ်အေးချမ်းသာစွာနှလုံးစိတ်ဝမ်းအေးချမ်းစွာနေခြင်းမီဆိုလို့ရှိရင်တော့စိတ်ပူပန်မှုကိုဖြစ်စေတတ်တဲ့တဏှာကိုလျှော့ချရမှာဖြစ်ပါတယ်တဏှာကိုလျှော့ချဖို့အတွက်အမှန်အကန်သိဖို့တွေ့တာမှုမဖြစ်လာအောင်အမှန်ကန်သိဖို့ဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်ဒီနည်းတိုင်းကြင်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်သာလေစိတ်နှလုံးပူပန်မှုတွေကိုမဖြစ်အောင်ကျင့်ဆောင်နိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့စိတ်နှလုံးပူပန်မှုကင်းအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပွားရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအာဇရမရတိတိဘဝံနိဗ္ဗာနံယန္တုတာရော
ဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗ္ဗေပူဇာညစ်တောင်ကိလေသာဆယတောက်ဟူသည်များတို့သည်သမုဟတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိရိဘဝကိလေသာဟုပုခသိင်ကင်းကြီးရာအစိတ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝေညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း